မိတဲ့လူတွေတွေ့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းသူတို့တွေကိုစားပေါ့နော်သူတို့ကသာအေးစစ်စစ်ဖြစ်နေတာလားဒါမှမဟုတ်ရှိနေငြိမ်ကုတ်နေရတဲ့ဘဝတွေလားတမင်တကာပဲကိုယ်ပါဇက်တွေကိုပိတ်ထားရလားမသိဘူးပေါ့ဗျာနော်အဲ့သူတို့ကိုစားကျွန်တော်ကကရုဏာတတ်မိပြီးတော့ခံစားမိတယ်ခံစားမိတဲ့အတွက်ကြောင့်မို့လို့သူတို့ပြောလို့မရတဲ့စကားလို့ကျွန်တော်ထင်တယ်မပြောရတဲ့စကားလို့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ပြောရလိမ့်မယ်အဲ့တော့တော်တော်ကြီးကိုတရုပ်ပြက်လွန်ပါတယ်ဗျာနော်အဲ့လောက်တရုပ်ပြက်နေလဲဘယ်သူမှဘာမှမပြောရတဲ့ဘဝတွေရောက်လာကျွန်တော်တော်တော်အံ့ဩပါတယ်ဘာကြောင့်လဲဆိုတော့အခုလက်ရှိအခြေအနေမှာသမရယာဒူဘယ်သူမှသမရယာဒူနဲ့ပတ်သက်ပြီးမျက်စောင်းလေးတောင်မထိုးရတဲ့ဘဝတွေရှိတယ်အဲ့တော့ပါတီဥက္ကဋ္ဌမေးကြည့်လိုက်တယ်သမရယာဒူမျက်စောင်းတောင်မထိုးရဘူးပြစ်တောင်မပြစ်မာရတဲ့ဘဝတွေရောက်နေတယ်တော်တော်အံ့ဩဖို့ကောင်းပါတယ်နော်အဲ့တော့သမရယာဒူကိုတကယ်တမ်းမှန်းနေတာကကာကွယ်ဦးစီးချုပ်ဦးမင်းအောင်လှိုင်ကမှန်းထားလို့ဒီသမရယာဒူနဲ့ပတ်သက်လို့ပါဇက်ကလေးနဲ့တော့မှပဲဝစီကန်နဲ့တော့မပြစ်မှားရဲဘူးမနောကန်နဲ့တော့ပြစ်မှားရဲတော့ဟာမသိပါဘူးနော်ကာယကန်နဲ့လည်းမပြစ်မှားရဲဘူးဝစီကန်နဲ့လည်းမပြစ်မှားရဲဘူးမနောကန်နဲ့လည်းမပြစ်မှားရဲဘူးဖြစ်နေတယ်အဲ့တော့ဒီလောက်ထိဖုံးတကူကြည့်တဲ့ဒီပေါ့နော်သမရယာဒူကဘာကြောင့်မို့လို့ပြစ်မှားမှာကြောက်နေကြရလဲအဲ့တော့ဦးမင်းအောင်လိုင်းကတကယ်ပဲကာကွယ်ဦးစီးချုပ်ယာဒူနဲ့သမရယာဒူကိုတပြိုင်တည်းကင်ဖို့ကြိုးစားနေသလားဒါဒီနေ့အဖြေထုတ်ပြီးတော့မေးခွန်းထုတ်သွားကြမှာပေါ့ဗျာနော်အဲ့တော့ထောက်ခံနေတဲ့သူတွေလည်းကျွန်တော်တော်တော်အံ့ဩတယ်ဘာမှမပြောရတဲ့သူတွေလည်းကျွန်တော်တော်တော်အံ့ဩတယ်ဘာမှမပြောရတဲ့သူတွေနဲ့ပတ်သက်လာလို့ရှိရင်တော့နည်းနည်းလေးနားလည်ပေးလို့ရပါမယ်ထောက်ခံနေတဲ့သူတွေကျွန်တော်တော်တော်အံ့ဩပါတယ်မြန်မာနိုင်ငံဟာဒီလူတယောက်အာဏာထိန်းလိုက်တယ်နော်မစင်မကျင်လောက်ရက်တွေကြောင့်နိုင်ငံဟာဒီလိုမျိုးဘဝပြတ်သွားတယ်အဲ့လိုဘဝပြတ်တဲ့အချိန်မှာကာကွယ်ဦးစီးချုပ်ကနော်နိုင်ငံအတွက်ဒီဆုံးဖြတ်ချက်ကိုချတာလားဘယ်သူအတွက်ဆုံးဖြတ်ချက်ချရလဲဆိုတော့အဲ့ဒီမှာပေါ်လွင်နေပြီလေဒီအာဏာထိန်းမှုတွေနော်ဒီအာဏာသိမ်းမှုတွေအကုန်လုံးဟာပြောရမယ်ဆိုရင်အခုဖြစ်ရတဲ့အားလုံးမှာတော့လုံပုံကိုင်ပုံတွေအားလုံးအခြေအနေတွေအားလုံးအချိန်ကြည့်လိုက်ရင်သူသမရယူလို့အာဏာသိမ်းတယ်ဆိုတော့တဖြည်းဖြည်းထင်ရှားလာပြီကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲတော့မှန်းပြောခန့်မှန်းပြောလို့မရဘူးတဖြည်းဖြည်းနဲ့ထင်ရှားလာပြီသူအာဏာကိုယူခဲ့တယ်အာဏာကိုသမရယာဒူကိုယူခဲ့တယ်တက်မှတ်ခဲ့တယ်ငန်းတက်ဖြစ်နေခဲ့တယ်ပိုပြီးသိတာလာတယ်အဲ့တော့ဒီပေါ်မှာအခြေခံပြီးတော့နိုင်ငံအတွက်လည်းမဟုတ်နော်ဒီမိုကရေစီအတွက်လည်းမဟုတ်စစ်တပ်အတွက်လည်းမဟုတ်ဘဲနဲ့အာဏာကိုထိန်းခဲ့တယ်နော်အာဏာကိုဝင်ထိန်းခဲ့တော့ဗျာနော်သူအာဏာထိန်းပြီးတဲ့နောက်ပိုင်းမှာနိုင်ငံဟာစုပ်ပြတ်တက်ပြီးတော့ဘာမှဘယ်လိုခေါ်မလဲဆိုရင်ရစရာမရှိတော့အောင်ပြည်သူလူထုတန်ပေါင်းများစွာဘဝတွေပျက်စီးခဲ့ရတယ်နော်အဲ့တော့တဖြည်းဖြည်းနဲ့အခုလက်ရှိအချိန်မှာလည်းဒီသမရယာဒူကိုထပ်မှန်းတယ်သမရယာဒူကိုမှန်းတာလည်းအကြောင်းမဟုတ်သေးဘူးသမရယာဒူနဲ့ပြင်ဒီစစ်တပ်မှာကာကွယ်ဦးစီးချုပ်ယာဒူပါထပ်ပြီးတော့မှန်းနေတာလည်းမသိတာမဟုတ်သိတယ်နော်သူသမရပရိုခေါ်မဆိုတော့အဲ့ဒီပေါ့နော်ကျွန်တော်တို့လက်မခံခဲ့ပေမဲ့သူဟာသမရယာဒူကိုငန်းတက်ယူခဲ့တယ်ဆိုတာကိုပြည်သူတဝက်ကျော်ပြည်သူ60ရာခိုင်နှုန်းလောက်ကလုံးဝမှန်ထားပြီးသားဘယ်လိုခေါ်မလဲဆိုတော့လုံးဝခံမှန်းထားတယ်လုံးဝယူဆထားပြီးသားဖြစ်တယ်ကျွန်တော်သိမိကြုံသေးပါဘူးဘာကြောင့်လဲဆိုတော့အချက်လက်ထောက်ထားမရှိဘူးလေဟုတ်လားအဲ့တော့ပြည်သူ60ရာခိုင်နှုန်းပြောသည့်အတိုင်းကျွန်တော်တို့မယုံကြည်ခဲ့ပါဘူးတကယ်သူကိုယ်တိုင်ကအခုတကယ်ယူပြနေတဲ့အပြင်ကိုအခုသမရယာဒူနဲ့ပတ်သက်ပြီးဘယ်သူကမှမျက်စောင်းမထိုးရတဲ့ကာယကံနဲ့လည်းမျက်စောင်းမထိုးရဝစီကံနဲ့လည်းမျက်စောင်းမထိုးရမနောကံနဲ့လည်းမျက်စောင်းမထိုးရဘာကြောင့်လဲဆိုတော့သူကဒီအခြေအနေရအောင်ဖန်တီးနေတာအဲ့တော့သမရယာဒူယူလို့မှအားမရဘူးသမရရောကာကွယ်ဦးစီးချုပ်ရောယာဒူရောနှစ်ခုစလုံးကိုရယူဖို့အတွက်ကမကြံထိုက်တာကြံတယ်အဲ့လိုကြံဖို့ကဘာလုပ်ရမလဲအဲ့လိုကြံစီဖို့ဆိုလို့ရှိရင်အနိုင်ဆုံးနိုင်ငံဖြည့်ဆည်းပြရမယ်နိုင်ငံဖြည့်ဆည်းမှသာလေအဲ့ဒီဖြည့်ဆည်းမှုပျက်စီးမှုတွေအားလုံးကိုလက်ညှိုးထိုးပြီးတော့ငါမဖြစ်မနေယူရမှာပါဒီအခြေအနေနဲ့ငါပဲကိုက်ညီပါတယ်ဆိုတဲ့ပုံစံမျိုးရောက်အောင်သူ့ကိုအားပေးထောက်ခံသူတွေအားလုံးရဲ့အမြင်ပေါ့ဗျာနော်သူတို့တွေအားလုံးကို brain wash လုပ်ရမယ် brain wash မှာဟုတ်တယ်နိုင်ငံအခြေအနေကဒီလိုဖြစ်နေပြီနော်အဲ့တော့ဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မို့ငါတို့တွေမဖြစ်မနေဒီကာချုပ်နောက်ကပဲရက်တည်ရမယ်ဆိုတဲ့ပုံစံမျိုးကာချုပ်ကဥမာပြသမရယာဒူယူမယ်ဆိုလို့ရှိရင်ယူပြနော်သမရယာဒူမှမကျင်တဲ့သေးဘူးသမရယာဒူကကာကွယ်ဦးစီးချုပ်ယာဒူကယူမယ်ဟိဆိုလို့ရှိရင်ယူစီပြဆိုတဲ့ပုံစံမျိုးမရောက်အောင်နိုင်ငံကိုဘယ်လိုခေါ်မလဲဆိုတော့စနစ်တကျနဲ့
ဖြက်စီးခဲ့တာသူကိုယ်တိုင်ဖြက်စီးခဲ့တဲ့ပုံစံဖြစ်လာပြီအဲ့တော့အခြေအနေတွေကလုံးဝကွက်တီတွေပဲဖြစ်လာပြီအဲ့တော့အထောက်ထားတွေကတဖြည်းဖြည်းခိုင်မာလာပြီခိုင်မာလာတဲ့အတွက်ကြောင့်မို့လို့ဒါနဲ့ပတ်သက်ပြီးတော့အံ့ဩတာတော့ဗျာနော်ဒီလောက်ခိုင်မာလာတယ်မြင်သာလာတယ်နော်လဲပြင်းမှာစင်သွားသလိုထင်ရှားလာတယ်အဲ့လိုထင်ရှားလာသည့်တိုင်အောင်တော့မှပဲသူ့ကိုအားပေးထောက်ခံတဲ့သူတွေကဟာတမနာကြီးဖြစ်နေတယ်ကာကျူကြီးဖြစ်နေတယ်ဘယ်လိုအုံနောက်တင်များလဲတကယ်ပဲမပြောရဲတာလားမလုပ်ရဲတာလားမဝေဖန်ရဲတာလားဆိုတော့ကျွန်တော်အံ့ဩတယ်ပေါ့ဗျာနော်အဲ့တော့လူဖြစ်ရှုံးနေရတော့အဘလော်ဘီများကိုကျွန်တော်အံ့ဩမိတယ်နည်းနည်းလေးပေါ့ဗျာနော်သူကွဲလဲတဲ့အမြင်ဘက်ကနေပြီးတော့ဝေဖန်ကြည့်မယ်ပေါ့နော်နည်းနည်းလေးတွေးခေါ်ကြည့်ဖို့အတွက်သူတို့မှာတွေးခေါ်နိုင်တဲ့စွမ်းအင်တွေရှိတော်ညာလဲပဲသူတို့ကဘာနဲ့လာတနာတူလဲဆိုတော့လေဘင်းကိုချင်းချိုးပတ်ခံထားရတော့ဘယ်လိုခေါ်မလဲအဲ့လောက်ထိကိုဖိအားပေးခံထားရတော့လူပုဂ္ဂိုလ်တွေလိုဖြစ်နေပါတယ်နော်မင်္ဂလာပါကိုမောင်ကြီးတဲ့ဖုံးကြီးတာလို့ခေါ်တယ်ကိုမောင်ကြီးတဲ့ဟုတ်လားအဲ့လောက်ထိကိုဖုံးကြီးနေပြီလားဘာကြောင့်လဲဆိုတော့ဗျာလုံနေတာရဲ့အားလုံးဟာနော်စာလုံးရေးစကလေးကနေပြီးတော့နိုင်ငံရေးကိုကင်တွယ်ပုံနဲ့နိုင်ငံကိုတပင်ကမဖြက်စီးအောင်လုပ်နေတာဆိုလို့ကျင်တာဗျာ PDF ကလေးတွေပေါ့ဗျာနော်စာလုံးရေးဥပမာစာမမြောက်သေးတဲ့အရွယ်ထားလိုက်ငါမွေးထားတာဆိုတမင်တကာမွေးတာနိုင်ငံကိုမပြတ်အောင်ဖြတ်တာနော်နိုင်ငံတော်ကမ္ဘာအဆင့်30နဲ့ဗျာ35 36 39အဲ့အဆင့်မှာရှိတဲ့စစ်တပ်ကြီးကိုပိုင်ထားတဲ့တပ်မတော်အနေနဲ့ကဘယ်လိုနီးနဲ့မှဒီပေါ့နော်ဒီအရေးခင်းကာလကိုကင်တွယ်တဲ့နေရာမှာသူကောင်းကင်တွယ်နိုင်တယ်ကင်တွယ်နိုင်ရသားနဲ့တမင်တကာကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီပေါ့လက်နက်ကင်ကိုမွေးတဲ့အခါမှာဟိုကဥတယ်ပေါက်လာပြီစဘယ်ခေါ်မလဲဆိုအတောင်လဲပြန်တက်လာပြီပြီးတော့တူမီလေးကနေစပြီးတော့လက်နက် rifle တွေကင်လာတယ် rifle တွေကင်လာရင်မြို့တွေကိုသိမ်းလာနိုင်တယ်သိမ်းလာနိုင်တဖြည်းဖြည်းဒီလိုမျိုးဖြစ်အောင်တမင်တကာမွေးရတယ်မွေးပြီးတော့နိုင်ငံကဒီလိုပျက်စီးအောင်တမင်တကာဖျက်ဆီးတယ်အဲ့လိုဖျက်ဆီးတဲ့အခါမှာတော့တက်မတော်သားမိသားစုဝင်တွေဘဝတွေပြတ်လိုက်ရတာဗျာကျွန်တော်တကယ်ကိုသနာမိတယ်ကျွန်တော်ရဲ့ရင်ထဲမှာလေစုနေအောင်ခံစားရပါတယ်ရဲမိသားစုဝင်တွေအုပ်ကြီးတွေပြည်ခိုင်ဖြိုးပါတီဝင်တွေအားလုံးဟာဘဝတွေတေချေပျက်စီးခဲ့ရတယ်နိုင်ငံကိုစနစ်တကျနဲ့ဖျက်ဆီးနေတာပြီးတော့အောက်ခြေမှာလည်းတခါလဲဟိုဘယ်လိုခေါ်မလဲဆိုတော့လက်နက်ကင်တဲ့ဒီပေါ့စစ်တပ်ဂိမ်းနဲ့ဟာတိတ်မချာမနာဒါတွေလွတ်ထားပေးပြီးတော့ဒီလိုမျိုးပဲလွတ်ထားတဲ့အခါမှာနိုင်ငံဟာတဖြည်းဖြည်းဖျက်ဆီးလာတယ်နော်အဲ့လိုမျိုးပျက်စီးလာတဲ့နိုင်ငံဟာသူပဲစနစ်တကျနဲ့ဖျက်ဆီးလာပြီးတော့မဖြစ်မနေကာချုပ်ယာဒူးရောဒီလိုမျိုးပါနော်ကာကွယ်ဦးစီးချုပ်ယာဒူးရောနှစ်ခုစလုံးကိုဟုတ်လားနောက်တော့စစ်တေနာပြည်ချုပ်ယာဒူးသမရယာဒူးအားလုံးကိုတပြိုင်တည်းစားဖို့အတွက်ကြိုးစားနေတာဒီလောက်ထင်ရှားလာတယ်အဲ့တော့ချင်းနေအားလုံးကိုကျွန်တော်ခြုံသုံးသပ်ကြည့်လို့ရှိရင်ဒီပြဿနာတွေအားလုံးဟာနိုင်ငံကိုစနစ်တကျဖျက်ဆီးခဲ့တာကလည်းဦးမင်းအောင်လှိုင်နော်အဲ့တော့သူသမရယာဒူးယူဖို့ကြိုးစားနေရလဲဦးမင်းအောင်လှိုင်အဲ့တော့တနိုင်ငံလုံးကလည်းသိတယ်ပြည်သူတွေအားလုံးကလည်းသိတယ်နော်တပ်မတော်သားတွေအားလုံးလည်းသိတယ်စစ်သားတွေအားလုံးသိတယ်နော်သူသမရယာဒူးကိုယူနေတာငန်းတက်ဖြစ်နေဆိုတာတပ်မတော်တွေမှာရှိတဲ့တပ်မတော်သားပေါက်စာလေးအစားသိတယ်အဲ့မဲ့သိတော်ညာလည်းပဲအားလုံးဟာကြောက်ရွံ့တုန်လှုပ်ပြီးတော့ဘာမှဘယ်လိုခေါ်မလဲမှန်တယ်မှားတယ်တော့မဝေဖန်ရဲတော့ဘဝတွေရောက်နေတာကတော့လူဖြစ်ရှုံးတယ်လို့ကျွန်တော်ခံယူရပြသိလားလူဖြစ်ရှုံးနေကြပြီနော်လူဖြစ်ရှုံးနေပြီအဲ့တော့နောက်တစ်ခုကသူ့ကိုထောက်ခံတဲ့သူတွေအားလုံးလည်းမေးချင်တာမင်းတို့မှာအကောင်းဆုံးအကြောင်းကျိုးကိုစင်ကျင်ပြီးတော့ထောက်ခံဖို့ရောဆန္ဒတွေရောရှိရလားနော်မင်းတို့ကလူတွေနော်ကိုမင်းတို့အားလုံးကနာမည်တွေနဲ့နော်နာမည်တွေရှိရမင်းတို့အဖေကမွေးပေးလိုက်တာမောင်ဘသူမဘသူဖြစ်မွေးပေးလိုက်တာပါနော်ခါရဲဘယ်လိုခေါ်မလဲဆိုတော့အဘထောက်ခံသူအဖြစ်နဲ့အဘဘောမအဖြစ်နဲ့မွေးပေးလိုက်တော့မင်းတို့နာမည်တွေရောမှတ်မိကြသေးရလားအကုန်လုံးမေးချင်တယ်အဲ့ဒီဘယ်လိုခေါ်မလဲအဲ့ဒီအဘထောက်ခံတဲ့သူတွေအားလုံးမေးကြည့်ချင်တယ်မင်းတို့နာမည်တွေမှတ်မိကြလားကိုယ်နာမည်တွေကိုမှတ်မိကြရလားမင်းတို့မှာနာမည်ရှိတယ်မှတ်ပုံနဲ့နံပါတ်ရှိတယ်မင်းတို့အဘဘောမဆိုရတဲ့ဘယ်လိုခေါ်မလဲဆိုတော့ကိုအဘဘောမတစ်ခုတည်းနဲ့နာမည်နဲ့ဘယ်လိုခေါ်မလဲဘဝဆုံးနေတဲ့သူတွေမဟုတ်ဘူးနော်မင်းတို့နာမည်တွေမှတ်ပြီးဖို့အရေးကြီးတယ်အဲနာမည်တွေကိုမှတ်မိတော့ကိုနေ့စဉ်နဲ့များမှန်ကြည့်ပြီးတော့ငါဟာအဘဘောမဆိုတဲ့နာမည်ဟာကိုပေးထားတာလားဒါမှမဟုတ်ရင်ကြောက်စိတ်ကပေးထားတာလားကျွန်တော်အံ့ဩတယ်အဲ့တော့မင်းတို့တွေဒီနေ့မှတ်ထားပါညီကောင်မောင်နှမများနော်ခင်ဗျားတို့တွေအားလုံးမှာတပ်မတော်သားတွေအားလုံးရောပဲဒီအရာရှိတွေအားလုံးရောပဲနော်ပါတီဥက္ကဋ္ဌကြီးအားလုံးကျွန်တော်ပြောမယ်နော်ခင်ဗျားတို့မှာနာမည်ရှိပါတယ်နော်နာမည်ရှိပါဥမာဖြစ်ဗျာပါတီဥက္ကဋ္ဌဆိုလို့ရှိရင်ဥခင်ကြီးပေါ့ဗျာနော်
ပြီးလို့ရှိရင်နောက်ထပ်ဥမြထွန်းဦးပေါ့ဗျာနော်နောက်ထပ်ဦးစိုးဝင်းပေါ့ဗျာနော်နောက်ထပ်ဦးအောင်လင်းတွေးပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့မှာနာမည်တွေရှိထားပြီးသားဖြစ်တယ်နော်နာမည်တွေရှိထားပြီးအဲ့နာမည်ကအဖေအမေပေးထားတာဒီနာမည်ဖြစ်တယ်ခင်ဗျားတို့လုံးဝအဘဘောမဆိုတဲ့နာမည်ကိုယူပြီးတော့ကိုယ်နာမည်တောင်ကိုမေ့နေတဲ့ဘဝတွေဖြစ်နေဟိုကလှုပ်ချင်တာလှုပ်ဘာမှမဝေဖန်ရဲဘူးဟိုကဘာပဲလှုပ်မဝေဖန်ရဲတဲ့ဘဝတွေရောက်နေတာကိုလည်းခင်ဗျားတို့ရှက်ကြအောင်ဗျာနော်အခုမကြံစီသင့်မကြံစီထိုက်တာကြံစီတယ်ဆိုတာလေခင်ဗျားတို့အားလုံးသိဟိုတနေ့ဒေါက်တာအေးမောင်ကိုယ်တိုင်လည်းပြောတယ်ဒေါက်တာအေးမောင်လည်းဘယ်လိုဖြစ်သွားပြီလဲဆိုတော့သူ့ကိုအဖေအမေကပေးထားတာဦးအေးမောင်နော်နာမည်ကအဘဘောမမဟုတ်ဘူးဟုတ်ပြီနော်ခင်ဗျားတို့နောက်ထပ်အမှရှိနေတော့တိုင်းရင်းသားကောင်းဆောင်တွေရောပဲပါတီဥက္ကဋ္ဌတွေရောပဲနော်အကုန်လုံးခင်ဗျားတို့မှာနာမည်ရှိတယ်အမေပေးထားတာဘာနာမည်လဲအဲ့ဒီနာမည်ရှိတယ်အဘဘောမမဟုတ်ဘူးအဲ့တော့ကိုနာမည်နဲ့ညီအောင်အဖေအမေကကိုဂုံယူတက်အောင်လဲဘဝကိုရက်တီဖို့မမေ့နဲ့အခုဖြစ်နေတဲ့ပုံစံကလူတယောက်ကကြံစီမကြံစီတဲ့နိုင်ကြံစီတဲ့နိုင်ငံကိုဖျက်ဆီးနေတယ်နော်အခြေအနေရဲတွေကိုဖန်တီးပြီးတော့ယာရုနှစ်ခုလုံးယူဖို့ကြိုးစားနေတယ်ကြိုးစားနေတဲ့ဟာကိုဘာမှမလုပ်ရဲမပြောရဲတဲ့ဘဝတွေရောက်နေတာတော့ခင်ဗျားတို့အစားကျွန်တော်တော်တော်အံ့ဩမိအဲ့တော့စကားလေးကိုချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ခင်ဗျားတို့မှာနာမည်ရှိတယ်နော်ခင်ဗျားတို့မှာအဖေအမေပေးထားတဲ့နာမည်ရှိတယ်ဒီနာမည်နဲ့အညီငါဟာဘာတူလဲငါဟာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ငါဟာအပြောဘယ်လိုခေါ်မလဲပြောတဲ့နာကိုငါပြောမယ်ရက်တီတဲ့နာကိုငါရက်တီမယ်အမားအမှန်မြင်လာတဲ့ခါကျလို့ရှိရင်အမားအမှန်လောက်တော့ဝေဖန်ရဲတဲ့လူဖြစ်ရတာတန်တယ်ဆိုတဲ့ခံယူချက်လေးလဲမွေးအောင်အဲ့တော့အဖေမေပေးလိုက်တာခင်ဗျားတို့ကိုဥမာဖြင့်ဥခင်ကြီးဥမြထွန်းဦးစိုးဝင်းဟလားဦးစောမင်းထွန်းနော်နောက်တစ်ခုကမြောက်တိုင်းသားနာမည်လည်းကျွန်တော်သိမှတ်မိပါအောင်နော်ချို့ကနာမည်လည်းကျွန်တော်နည်းနည်းခေါ်ရခက်တာရှိပါတယ်အဲ့တော့ဦးဆိုင်ပါညာပေါ့ဗျာနော်အကုန်လုံးပြောချင်တယ်ခင်ဗျားတို့မှာနာမည်ရှိပါတယ်အဘဘောမဆိုပြီးတော့ထောက်ခံမျက်လုံးမိတ်ထောက်ခံဖို့အတွက်ခင်ဗျားတို့ကိုအဖေမေကမွေးထုတ်လိုက်တာမဟုတ်ပါဘူးအဲ့တော့ဦးမင်းအောင်လိုင်းအခုကြံစီနေတာကတော့သမရယာဒူးအပြင်ကိုနော်သမရယာဒူးရောတက်ချုပ်ယာဒူးရောကင်မှုစူးစမ်းနေဆိုတဲ့ခါကျတော့စစ်တပ်ထဲမှာရှိနေစစ်သားတွေအားလုံးနဲ့တောင်သိတယ်ဆွမ်းနာကျွန်တော်ပြောပြပါတယ်အားလုံးသိတယ်သူသမရဖြစ်ချင်တယ်သမရယူနေဆိုအားလုံးသိတယ်ပြည်သူကဘယ်လိုပြည်သူခင်ဗျားပြည်သူမှန်ပါတယ်နော်60ရာခိုင်နှုန်းကလည်းပုံမှန်လင်းပြောရရင်ဟိုစာလုံးစတွေကသိတယ်အခုတပြည့်ပြည့်နဲ့သူကပုံရိပ်တွေဖော်ဆောင်ပြလာပြီလေနော်အဲ့တော့ဘာကြောင့်မို့မပြောရဲကြတာလဲခင်ဗျားကိုယ်နာမည်ကိုမေ့နေကြဘာကြောင့်လဲဆိုတော့ကျွန်တော်စဉ်းစားကြည့်တယ်ဗျာသိလားစဉ်းစားကြည့်တဲ့အခါမှာစစ်တပ်ရဲ့ဘယ်လိုမှကျွန်တော်တက်မလို့အားပေးထောက်ခံသူပါပဲဒါပေမဲ့တက်မလို့အားပေးထောက်ခံတဲ့နေရာမှာကောင်းတဲ့တက်မလို့အားပေးထောက်ခံတာနော်မှန်ကန်တဲ့တက်မလို့ဖြစ်ဖို့ကျွန်တော်ကြိုးစားနေတာတက်မလို့ကိုဝိုင်းဝန်းပြီးတော့လမ်းပြဖို့နော်တက်မလို့ကိုမိမောင်းထိုးပြပြီးတော့လမ်းမှန်ကိုဝိုင်းပြဖို့ပြည်သူနဲ့တက်မလို့ကြားထဲမှာကျွန်တော်တို့ပေါင်းကူးတရားဖြစ်ဖို့ပဲကျွန်တော်မျှော်လင့်တယ်အဲ့တော့ကြောင့်မို့လို့ပေါင်းကူးတရားဖြစ်ဖို့ကျွန်တော်ကြိုးစားရမယ်တက်မလို့ဘက်ကနေမျက်လုံးပိတ်ထောက်ခံပြီးတော့သိရမလားပြည်သူနဲ့တက်မလို့သွေးခွဲနေတော့ဂျားတွေကလန့်တိုက်တဲ့သူတွေမဖြစ်ချင်ဘူးအဲ့တော့တက်မလို့တော့မတရားထောက်ခံပြီးတော့တစ်ဖက်ကတော့မတရားဖိပြောနေဒါဟာတက်မလို့ချစ်တာမဟုတ်ဘူးဒါကို့ကြိုးစီးပွားကိုထင်ပေါ်ကြော်ကြားရေးအတွက်တက်မလို့ကိုအတုံးချနေတာနော်အချိန်တန်လို့ဟေးလာဝါလာဆိုအဲ့လူတွေဘယ်ပြောင်းနေမှမသိဘူးနော်တကယ်တက်မလို့နဲ့ဘယ်ခေါ်မလဲဆိုတော့စာလုံးရင်စမှာအဲ့ကောင်တွေတယောက်မှမရှိဘူးနော်တယောက်မှအတန်မထွက်ရဘူးအကုန်လုံးကြောက်လန့်ပြီးတော့ငြိမ်နေအခုကျမှနည်းနည်းလေးငြိမ်သွားမှသာအကုန်လုံးပွားစီနဲ့ဗဇက်ကပြန်ထွက်လာကြတာပဲဖြစ်တယ်ကျွန်တော်ကြည့်သားတော့ဆိုတကယ်စာလုံးရင်စမှာဘယ်သူမှထပြီးမပြောရဘူးအဲ့မှာအမျိုးသားရေးသမားဆိုတဲ့သူတွေရောနော်အဲ့ဒီစစ်တပ်ချစ်ပါတယ်ဆိုတဲ့သူတွေရောဘာသာမှကိုထွက်ရတဲ့သူတွေမဟုတ်ဘူးနော်မှားတို့မှားကြောင်းတော့မပြောရတဲ့သူတွေဖြစ်နေတယ်တက်မလို့အဲ့လောက်ထိချစ်တဲ့သူတွေဒါပေမဲ့ကျွန်တော်တို့ရက်တည်တဲ့သူတွေအနေနဲ့ကတော့ဒါဘဝပေးချင်တဲ့ဆိုင်ပါလေအဲ့တော့လည်းကျွန်တော်နားလဲပါနော်စာလုံးစတယ်ကျွန်တော်တို့ကလူတကာဆဲကြိုက်တော့ပြောတက်မလို့အားပေးထောက်ခံမှုမှာတော့ကျွန်တော်ဘယ်လိုခေါ်မလဲဆိုရှင်ဘယ်လိုအကြောင်းနဲ့မှတွေ့ဖယ်သွားမှာမဟုတ်ဘူးအဲ့တော့ဒါမျိုးတော့တစ်ခုရှိတာဗျာနော်ကိုသိထားမှာငါဟာစစ်ဘောမလားအဘဘောမလားအဲ့တော့အဖေမေမွေးပေးလိုက်တာခင်ဗျားတို့နာမည်နဲ့မွေးပေးလိုက်တာနော်ဘောမအဖြစ်နဲ့မွေးပေးလိုက်တာမဟုတ်ဘူးဘောမဆိုရင်တော့မှစစ်ဘောမအဖြစ်နဲ့နေပါအဘဘောမအဖြစ်နဲ့တော့မနေစေချင်ဘူးနော်အဲ့တော့အခုဘာကြောင့်မို့လို့သူတို့ကြောက်နေကြလဲဆိုတဲ့ခါကျတော့လဲဟုတ်ပါလေစစ်တပ်ရဲ့လုတ်ပုံကင်ပုံတွေအခုပေါ့နော်တော်တော်ကြီးကိုကြမ်းတမ်းပါတယ်ရက်ဆက်လွန်းပါတယ်ကျွန်တော်တို့လာပြီးတော့ငင်းခုန်ကြတယ်ပေါ့ဗျာနော်တော်လိုင်းအားပေးထောက်ခံနေတာခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာညဘက်ခေါ်သွားတယ်မနှက်ကြလို့ရှိရင်အလောင်းပဲပြန်လာပို့တယ်အဲ့ချိန်မှာကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာနော်
နေကြီးတဲ့ပြဿနာငယ်စီပေါ့ငယ်တဲ့ပြဿနာပပျောက်စီဆိုတဲ့ပုံစံမျိုးနဲ့ပြဿနာကိုပြေလည်အောင်ကျွန်တော်ပြောခဲ့တာဒါကတော့ဖြစ်တတ်တဲ့သဘောတရားတွေပေါ့နော်ဖြစ်တဲ့သဘောတရားတွေဆိုတာကဘယ်နှယောက်ဖမ်းလို့ဘယ်နှယောက်ဆိုစသဖြင့်ပေါ့ကျွန်တော်တို့ဘက်ကလည်းရှေ့နေလိုက်ပြီးရတော့ဗျာနော်ဥပမာပြ ICJ မှာအခုရှေ့နေလိုက်ပြီးနေသူတွေအနေနဲ့ကကျွန်တော်တို့ဒီအစိုးရဘက်ကကျွန်တော်မြန်မာအစိုးရဘက်ကရှေ့နေလိုက်ပြီးနေသူတို့ပဲတစ်ဖက်ကလည်းရှေ့နေပေါ့ကျွန်တော်ကလည်းဘာဖြစ်တော့တက်မတော်ဘက်ကလည်းရှေ့နေလိုက်ပြီးတော့ဒါတွေကဖြစ်တတ်တယ်ဘယ်နှယောက်မှာဘလို့ဖြစ်တယ်ယောဂခံနေနဲ့ဘလို့ဖြစ်တယ်ဆိုပြီးကျွန်တော်တို့မှာတက်နိုင်ဆုံးရှောင်လွှဲချက်တွေရှောင်လွှဲမှုတွေပေးရတော့ဗျာနော်တစ်ဖက်ကပြောတာအချိန်မှာတက်မတော်ဘက်ကလည်းရက်တီပြီးတော့ဒါပေမဲ့တော့အကန့်အသတ်တော့ရှိတယ်ဗျကျွန်တော်ဘလောက်ကြီးပဲရက်တီနေဒီဘက်ကလှုပ်တဲ့ပုံစံတွေကိုအမှန်ကိုမသိလို့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲမထင်ရှားလို့ပေါ့နော်ကျွန်တော်တို့ကာကွယ်ပေးလို့ရတယ်လှုပ်တဲ့ပုံစံတွေထင်ရှားလာပြီဟေ့ဆိုရင်ကျွန်တော်ကာကွယ်လို့မရအောင်ကာကွယ်ရင်ကိုယ်ပါသမိုင်းတရားခံဖြစ်မယ်နော်ကိုယ်ပါသိခါကြမယ်အဲ့ကြောင့်ဆုံးမပြောကျွန်တော်ကိုအဖေအမေကမွေးပေးလိုက်တာကိုမောင်ရဲဆိုပြီးမွေးပေးလိုက်တာအဘဘောပိတ်အနေနဲ့မွေးလိုက်တာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့အဲ့မှာအဘဘောမတွေအားလုံးလည်းပြောခြင်းတယ်ခင်ဗျားတို့ကိုမွေးပေးလိုက်တာကနော်ခင်ဗျားတို့အဖေအမေတွေကမွေးပေးလိုက်တာမွေးထုတ်ပေးလိုက်နာမည်နဲ့မွေးထုတ်ပေးလိုက်တာအဘဘောမအနေနဲ့မွေးထုတ်ပေးလိုက်တာမဟုတ်ဘူးအဲ့သိဖို့လိုတယ်နော်အဲ့တော့ဘယ်လိုလုပ်မလဲတော်တနာဖို့ကောင်းတာဘယ်လောက်ထိလဲဆိုလို့ရှိရင်ပေါ့ဗျာနော်စစ်တပ်ကလည်းစစ်သားတွေပင်ကြောက်ရွံ့နေကြတာခင်ဗျားတို့စစ်သားတွေကိုအပြစ်ပြောမယ်ဆိုလို့ရှိရင်အမှန်ပဲစစ်တပ်မှာကလေနည်းနည်းလေးပြောတဲ့ပုံစံမျိုးတွေရှိလို့ရှိရင်ခေါ်စစ်ကြောရေးရောက်သွားပြီဆိုရင်သေအောင်ကြောက်ရတာစစ်ကြောရေးရောက်သွားလို့ရှိရင်စစ်သားချင်းလည်းမညံ့အောင်နော်စစ်ကြောရေးရောက်သွားပြီဆိုအဲ့လူကသေလမ်းပဲရှိတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့စစ်ကြောရေးပါသွားတဲ့တပ်မတော်သားလေးတွေနော်လက်သေးကိုတော့ပြန်ပါမလားဟုတ်ဗျာဒါစစ်သားချင်းတောင်မှလက်သေးခုံပြန်မပါဘူးနော်ဟုတ်လားအဲ့တော့ခင်ဗျားတို့ဒီစစ်ကြောရေးရောက်ပြီးတော့ဒီပေါ့ခင်ဗျားတို့တော်လိုင်းရေးအားပေးထောက်ခံတဲ့သူတွေဆိုလို့ရှိရင်တော့စစ်ကြောရေးရောက်ပြီးတဲ့ခါမှာတို့သွားတွေအောင်ပြန်မပါလာတဲ့သူရှိတယ်ဒါမျိုးတွေလုတ်တင်လာဗျာနော်ပေါင်နေ6တွေမှာလဲဟိုတနေ့ကဒီဟိုဆို leak ဖြစ်လာတဲ့ဒီပေါ့ဗီဒီယိုဖိုင်တွေကိုကြည့်မိပါတကယ်ကိုတနာဖို့ကောင်းပါတယ်နော်လူတွေကိုလူမဆန်စွာတတ်ဖြတ်နေတာတွေနော်ချုပ်နာမည်နဲ့တော်လိုင်းအားပေးထောက်ခံတယ်ထောက်ဖို့ဖြစ်လို့ဆိုပြီးတော့မန္တလေးနန်းတွေနဲ့ပါသွားတယ်အဲ့ဒီသူတယောက်ကလေတခါလဲလုံးဝအစအနပျောက်ထွက်သွားပြီလူကိုအဲ့တော့နိုင်ငံတော်အစ်စ်ဒါကမလုပ်သင့်ဘူးဗျာနော်မလုပ်သင့်ဘူးနိုင်ငံတော်အစ်စ်ညှင်းမဲ့နှိပ်စက်မှုနိုင်ငံတော်အစ်စ်လက်စဖြောက်မှုအလောင်းဖြောက်မှုနိုင်ငံတော်အစ်စ်လူသက်အလောင်းဖြောက်မှုတွေကျူးလွန်နေတာအခုစစ်တပ်ကမပြောချင်မလဲကျွန်တော်ပြောရတာပါအဲ့တော့ဒါတွေကိုခင်ဗျားတို့ဆင်ခြင်ဖို့လိုတယ်အဲ့တော့ခင်ဗျာကျွန်တော်တို့လာပြောတယ်ကြာချိုးရလဲခင်ဗျာဖက်စစ်တပ်ဘာဖက်စစ်စစ်တပ်လဲပေါ့နော်ကျွန်တော်လည်းတက်မတော်အားပေးထောက်ခံသူတွေဆိုတော့ကောင်းတဲ့စစ်တပ်မတော်သားတွေအများကြီးရဲ့မျက်နှာကိုပဲကျွန်တော်ကလည်းပေါ်ခေါမဆိုတက်မတော်သားပေါင်းမှုတဲ့ပုံမှန်မူတည်တာဟုတ်တက်မတော်သားနဲ့ပေါင်းသိတဲ့နေရာမှာလဲကျွန်တော်တို့ကကျုံးနဲ့ပေါင်းသိခင်မင်းနဲ့တက်မတော်သားတွေတကယ်တော်ပါတယ်နော်အဲ့တော့တက်မတော်နဲ့ပတ်သက်လာလို့ရှိရင်အဲ့ကြောင့်မို့ကျွန်တော်ကပြန်ပြီးတော့ခြေပါဖြောက်လွှဲရတော့ဗျာဖြောက်လွှဲတဲ့ခါမှာတော့မင်းတို့တက်မတော်နဲ့ပတ်သက်လာလို့ရှိရင်မင်းတို့ရဲ့ခံစားချက်ကိုကျုပ်တို့မယုံဘူးလို့မပြောဘူးတက်မတော်ကစစ်သားတွေကပေါ့နော်မရင်းချင်းနဲ့တပ်ဖြတ်တယ်ဆိုတော့မယုံဘူးလို့ကျုပ်တို့မပြောဘူးဘာကြောင့်လဲတတိပုဂ္ဂလတွေ့ကြုံခံစားချက်တွေအားလုံးဟာလည်းမှတ်သားထားရမယ့်အရာတွေဖြစ်တယ်ထို့တူတက်မတော်နဲ့တွေ့ပြီးတော့ဘယ်လိုခေါ်မစိတ်ချမ်းသာလာတဲ့သူတွေတက်မတော်လေးစားလာတဲ့သူတွေအများကြီးရှိတယ်အဲ့တော့တက်မတော်မှာကောင်းတဲ့သူရှိမကောင်းတဲ့သူရှိကျွန်တော်တို့မှာရှောင်လွဲခြေပရတာပါဗျာနော်ဒါပေမဲ့လည်းလုံနေတာတွေကတော့တကယ်အမှန်ပဲနော်မနက်ခေါ်လောင်းပြောက်သွားတာတွေလူရောပါအပြောက်ရိုက်တာနော်အပြောက်ရိုက်တဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့နိုင်ငံတော်အဆင့်လူသက်အလောင်းဖြောက်မှုကိုကျူးလွန်နေတာဖြစ်တယ်နော်နိုင်ငံတော်အဆင့်ညှဉ်းပန်းနှိပ်စက်မှုကိုကျူးလွန်နေတာဖြစ်တယ်အဲ့တော့ဒီလိုမျိုးတွေခြောက်ထားမှတော့စစ်သားတွေကလည်းစစ်သားတော်မှပွင့်လင်းပြောဆွမ်းနာပြောသလိုပေါ့လက်သေးပါမလားစစ်ကြောရေးရောက်သွားမှစစ်သားတွေပြင်နေကြောက်တယ်နော်စစ်သားတွေပြင်နေကြောက်တယ်အဲ့ဒီတော့ကြောင့်မို့လို့စစ်တပ်ထဲမှာလည်းအကြောက်တရားတွေနဲ့အဲ့တော့ဦးမင်းအွန်လိုင်းကဘယ်လိုလူစားမျိုးလဲဆိုတာခင်ဗျားတို့သိစေချင်တာအဲ့တော့စစ်တပ်ထဲရလူတွေအားလုံးသူသမနာယူတာလည်းသိတယ်နော်နိုင်ငံတော်ရဲ့ဒီဆက်သွားမဲ့ဒီမိုကရက်တစ်ရန်နေရာမှာအခုအာဏာရှင်ဘယ်လိုခေါ်မလဲဆိုတော့စစ်အာဏာရှင်ဒီမိုကရေစီကိုတတ်သွင်းနေတာကျွန်တော်တို့ကဒီရွေးကောက်ပွဲကျွန်တော်လက်ခံခဲ့တယ်ဆိုတာကကျွန်တော်ဒီမိုကရေစီနဲ့စစ်အာဏာရှင်စနစ်ကိုအခုအပြောင်စကူးမကူခြေခံဥပဒေဖြစ်နေကျွန်တော်2008ခြေခံဥပဒေကိုလက်ခံခဲ့တယ်ဒီလမ်းကြောင်းကိုသွားမယ်လို့တက်မတော်ရဲ့စေတနာတွေကိုကျွန်တော်တို့ယုံကြည်ခဲ့မိတယ်ဒါပေမဲ့ဒါတွေအားလုံးနောက်ပြန်ဆွဲနေတာတက်မတော်တရားလုံးမဟုတ်ဘူးဒါတွေအားလုံးကိုနောက်ပြန်ဆွဲနေတာကဒီစစ်တပ်ထဲကဒီပုံကိုတယောက်တည်းဖြစ်နေတယ်အဲ့တော့ဒီပုံကိုခင်ဗျားတို့ဘယ်လောက်ထိရက်ဆက်တယ်ရုပ်မာတယ်ဆိုတာကိုကျွန်တော်တို့ကအခုတဖြည်းဖြည်းနဲ့တက်တည်ပြလာတဲ့ပုံစံမျိုးတွေကိုကျွန်တော်မြင်နေရတယ်အဲ့တော့စစ်တပ်ကိုကျွန်တော်တို့မစော်ကားဘူး
နော်စစ်တပ်အားပေးထောက်ခံသူတွေအားလုံးကျွန်တော်ဝေဖန်လို့တော့ရှိတယ်ဘာလဲဆိုတော့ခင်ဗျားတို့နာမည်နဲ့မွေးထုတ်ပေးလိုက်တာပါအဘဘောမဖြစ်နေမွေးထုတ်ပေးလိုက်တာမဟုတ်နာမည်တွေကိုယ်နာမည်တွေကိုမှတ်မိလားနောက်နေ့ကျရင်ငါနာမည်ငါမှတ်ပုံနေလိုက်ပြန်ကြည့်နော်အဘဘောမလားငါဟာဘယ်ခေါ်မလဲစစ်တပ်ထောက်ခံသူလားအဘဘယ်ခေါ်မလဲဆိုလို့ရှိရင်အဖေပေးတဲ့နာမည်အမေပေးတဲ့နာမည်နဲ့ရှင်သန်နေဆိုတာမေးချင်တာအဲ့တော့ဒါတွေအားလုံးကကျွန်တော်တို့ဒါစစ်တပ်ကိုအပုတ်ချနေမှာမဟုတ်ဘူးဖြစ်နေတာကိုပြင်ဆင်သင့်တာကိုကျွန်တော်တို့ကအကြံပေးနေတာဖြစ်တယ်ဒါဘာလို့အတွက်လဲတက်မတော်အတွက်လည်းအရေးကြီးသလိုပြည်သူအတွက်လည်းအရေးကြီးတယ်နိုင်ငံအတွက်လည်းအရေးကြီးတယ်ဒါကျွန်တော်တို့ဒီမိုကရေစီစစ်တပ်လို့ကိုခံယူထားလို့ရှိရင်ကျွန်တော်ရဲ့ပြောဆိုမှုတွေဟာနိုင်ငံသားတယောက်ရဲ့အခန်းကဏ္ဍမှာပါပါတယ်နော်ဥပဒေနဲ့အညီပဲကျွန်တော်ပြောသားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီခင်ဗျားတို့ပြောနေသလိုအကြမ်းဖက်အားပေးထောက်ခံသူလည်းမဟုတ်ဘူးနိုင်ငံကိုလည်းအကြမ်းဖက်နေတာမဟုတ်ဘူးနော်လက်နက်ကင်လမ်းစဉ်ကိုလည်းသွားနေတာမဟုတ်ဘူးကျွန်တော်တို့ဒီအခြေခံဥပဒေရှုထောင့်တွေကနေပြီးတော့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုအသုံးချပြီးတော့နိုင်ငံတော်မှာလိုအပ်နေတဲ့အရာတွေဖြစ်နေတဲ့အရာတွေကိုပြင်ဆင်မှုအတွက်ကျွန်တော်တို့တိုက်တွန်းနှိုးဆော်နေခြင်းဖြစ်တယ်ဘယ်သူအတွက်လဲဒါဟာနိုင်ငံအတွက်ကောင်းဖို့ဖြစ်တယ်တက်မတော်သားတွေအားလုံးရဲ့အကျိုးစီးပွားအတွက်ဖြစ်တယ်အဲ့တော့ဆက်လာပြောသလိုပေါ့တက်မတော်သားတွေလည်းမပြောရဲပြည်သူလည်းမပြောရဲဖမ်းသွားတယ်ဖမ်းလာဆွဲတဲ့ပုံစံမျိုးဖြစ်နေတာဒါမျိုးချင်းချောက်ထားပြီးတော့ဒီလိုမျိုးလုပ်နေတဲ့လူတယောက်ကိုနည်းနည်းနေဆုံးတော့ဝေဖန်အကြံပြုမှုတွေတော့ရှိရမယ်ခင်ဗျာနော်အဲ့တော့ခြေလိုက်ကိုမောင်ရေးတဲ့စစ်တပ်ကိုမုန်းတာမဟုတ်ဘူးတဲ့စစ်အာဏာရှင်စနစ်ကိုမုန်းတာပါအဲ့တော့အခုဘာကြောင့်မကြောက်နေကြဆိုကျွန်တော်အခုဖြည်းဖြည်းနဲ့ဒီပုံရိပ်တွေပေါ်လာတော့ဗျာနော်အခုလက်ရှိဖြစ်နေတဲ့ပုံစံဆိုပိုဆိုးသေးတယ်ဗျဘယ်လိုလဲဆိုလို့ရှိရင်ဒါအခုလက်ရှိအဲ့ဒီအမှုကလည်းရှိရနော်ဟိုတုန်းကဗျာလက်သုံးချောင်းထောင်ခဲ့ကြတယ်နိုင်ငံရချားမှာသွားပြီးလက်သုံးချောင်းနိုင်ငံချားမှာဆိုတော့ဘာဖြစ်လွတ်လပ်ပြောမိရဆိုမိတယ်ဗျာနော်ဆိုမိရတဲ့အတွက်ကြောင့်မို့လို့လက်သုံးချောင်းမိုက်ထားတယ်ထောက်ထားရရှိတာဟုတ် online ပေါ်မှာလည်းထောက်ထားရရှိတာအဲ့လူတွေကမြန်မာပြည်ကိုပြန်လာတယ်ပြန်လာတဲ့အခါမှာဟိုတုန်းကပုံရိပ်မဲဟာအခုလက်ရှိချိန်မှာလှုပ်ရှားစရာတွင်ဖြစ်နေတယ်ဆိုလိုချင်တာကတော့ခင်ဗျားတို့ဟိုတုန်းကသူကဘယ်လိုခေါ်မလဲဆိုတော့သူလှုပ်ပေးထားတဲ့တွင်ထဲမှာခင်ဗျားတို့ဝင်သွားတယ်အဲ့ချိန်မှာခင်ဗျားတို့အရန်ကိုတက်ကြွပြီးလဲသုံးချောင်းတွေထောင်းတယ်မတရားတွေပြောကြတယ်ပေါ့ဗျာနော်အဲ့လိုပြောကြတဲ့ဟာတွေအားလုံးဟာမှတ်ထားပြီးသားသိထားပြီးသားအခုခင်ဗျားတို့တကယ်စီးပွားဖြစ်နေပြီခင်ဗျားတို့စီးပွားပြိုင်နေရခင်ဗျားတို့နှောက်ယှက်ချင်ပြီဆိုရှင်အဲ့ဒီအချိန်တုန်းကခင်ဗျားတို့လုပ်ခဲ့သမျှအရာတွေအားလုံးကိုရမဲရှာပြီးတော့အခုပြန်ပြီးတော့လုပ်နေတဲ့အမှုတွေကစာရှိနေတယ်။ဘာကြောင့်ဆိုတော့ဘယ်လိုခေါ်မလဲဆိုအာရာဘိုင်တွေကလည်းပဲပါဝင်ပတ်သက်နေတာဒါမှမဟုတ်ပြည်သူစစ်သူတို့ခေါ်ပြူစောတိပေါ့ဗျာနော်။ပြူစောတိဆိုလည်းအတုံးချခံဖြစ်ပါလိမ့်မယ်နော်။စစ်သားရဲတွေအတုံးချခံဖြစ်နေတာဒါမှမဟုတ်သူတို့နှစ်ယောက်ပူးပေါင်းဆောင်ရွက်နေတာဒါမှမဟုတ်လို့ရှိရင်လည်းပြူစောတိဆိုတဲ့သူတို့နာမည်ပေးထားတော့ပြည်သူစစ်တွေကပဲဖောက်တဲ့သူတွေကဖောက်နေတာလားမသိဘူး။သူဘယ်လိုလုပ်နေဆိုလို့ရှိရင်ဟိုတုန်းကတက်ကြွခဲ့တဲ့သူတွေပေါ့တော်လိုင်းတက်ကြွခဲ့တဲ့သူတွေကိုဖမ်းပြီးတော့ငွေညစ်ပြီးသူ့အိမ်တွေကိုချိတ်ပိတ်ပြီးတော့လို့ရှိရင်အခုသူဘာမှမလုပ်တော့ဘူးเนาะအစိုးရရန်နေရမှာပြန်ပြီးအလုပ်လုပ်နေတာကြားလာပြီအဲ့လိုပါเนาะအစိုးရရန်နေရမှာပြန်ပြီးအလုပ်လုပ်နေတာကြားလာပြီဒါပေမဲ့တော့တစ်ချိန်သူတို့မကျေနပ်လို့ရှိရင်ဟိုတုန်းကခင်ဗျားတို့လုပ်ခဲ့တာတွေပုံမှာအခြေခံပြီးတော့အခုလူကိုဖမ်းပါတယ်ဖမ်းတဲ့ပြင်ကိုမိမိရဲ့အိမ်ကိုလည်းချိတ်ပိတ်ပါတယ်ချိတ်ပိတ်ပြီးတော့အခုဖမ်းဆီးထားခံရတယ်ပေါ့ဗျာနော်ဖမ်းဆီးထားခံတဲ့အခါမှာပိုက်ဆံကလည်းမရှိတဲ့အခါမှာသူ့ဖုန်းတွေပါလေတိမ့်ပြီးတော့သူ့ဖုန်းကိုကင်ပြီးတော့အဲ့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပြည်သူစစ်ခေါင်းဆောင်ဆိုတဲ့ပုံကဖုန်းဆက်လာတယ်သူနဲ့ပတ်သက်ဆက်နွယ်တယ်ဘယ်သူရှိအားကိုးရှိတယ်သူဖုန်းဆက်ပြီးတော့ပိုက်ဆံ30ပေးပါတဲ့30ပေးလို့ရှိရင်စစ်ကြောရေးစောနာကျွန်တော်ပြောတယ်စစ်ကြောရေးလက်သေးတောင်ပြမှာပါစစ်ကြောရေးကိုမရောက်အောင်လို့တာဝန်ယူပေးမယ်အကယ်၍30မပေးနိုင်ဘူးဆိုလို့ရှိရင်သူ့ကိုစစ်ကြောရေးကိုပို့မယ်ဆိုတဲ့အခါကျတော့အဲ့တော့ပတ်စံလေးလိုက်တောင်းတဲ့အခါမှာဘာအပြစ်မှုလဲဆိုလို့ရှိရင်ဟိုတုန်းကသူ့ဖုန်းတွေကိုစစ်တယ်ဟိုတုန်းကလှုပ်ထားတဲ့အရာတွေအားလုံးကိုအခုချိန်မှာပြန်ပြီးရမဲရှာတဲ့ပုံစံတွေရှိတယ်အဲ့တော့30မပေးလို့ရှိရင်သူ့ကိုစစ်ကြောရေးပို့မယ်ဆိုအခုတကယ်လည်းစစ်ကြောရေးကိုရောက်သွားပါတယ်စစ်ကြောရေးရောက်သွားတဲ့အခါမှာတော့လုံးဝမထင်မှတ်ထားတဲ့ပုံစံမျိုးတွေပေါ့ဗျာနော်အခုပိုးစုပတ်ဆက်တွေဖြစ်နေပါပြီအဲ့တော့ဒါကအခုလောဆယ်ပေါ်လာတဲ့တမှုပေါ့ဗျာနော်ကျွန်တော်သိရှိထားသောအမှုဖြစ်တယ်အဲ့အမှုကမန္တလေးမှာလက်ရှိဖြစ်နေတယ်နော်ဖြစ်နေတဲ့ပြင်လူရောနေရာရောအားလုံးကျွန်တော်ဖော်ပြပေးနိုင်တယ်ဒါပေမဲ့လည်းပုံညိုးနေပါမယ်ဗျာနော်ပုံညိုးနေပါမယ်အဲ့တော့ကြောင့်မို့လို့လုံနေတဲ့သူတွေအားလုံးဟာကျွန်တော်တို့မေးချင်တာကဒါကနိုင်ငံတော်အဆင့်ဦးမင်းအောင်လိုင်းကိုယ်တိုင်ကခွင့်ပြုထားတာလားဘာကြောင့်လဲဆိုတော့ဟိုတုန်းကတော့ခွင့်ပြုထားပြီးတော့သူကိုယ်တိုင်ပဲလွတ်ထားပေးတာဒါတွေအားလုံးဟာတ
တမင်ကနိုင်ငံမပြတ်ပြတ်အောင်လို့လက်သုံးချောင်းတွေထောင်တဲ့သူတွေအားလုံးလွတ်ထားပြီးပို့ပြီးတော့ရောက်တက်လာပြီးတော့ပို့ပြီးတော့ဥပဒေတွေချိုးဖောက်တမင်ကချိုးဖောက်မှုလွတ်ထားတာအဲ့ချိုးဖောက်မှုတွေအားလုံးအမှတ်တမ်းတွေရှိထားပြီးသားအခုချိန်မှာတော့စီးပွားရေးလေးနည်းနည်းပြည်လဲလာပြီးလူမှုရေးလေးမကြေမချမ်းဖြစ်လာပြီးဟေးဆိုလို့ရှိရင်ပြည်သူစစ်တွေကိုကြားကန်ထားပြီးတော့ပြည်သူစစ်တွေကသွားဖမ်းပြီးတော့သူတို့အိမ်တွေချိတ်ပိတ်ပြီးတော့လူမှုရေးမပြေလည်မှုတွေနဲ့ဖြစ်လာပြီနော်အဲ့တော့ဟိုတုန်းကခင်ဗျားတို့တက်ကြွခဲ့တဲ့သူတွေသတိထားပါနော်ခင်ဗျားတို့အခုချိန်မှာလူမှုရေးရမကြေမချမ်းဖြစ်အဲ့ကြောင့်မို့လဲအခုရုပ်ရှင်မင်းသားမင်းသမီးတွေတော်တော်များများရုပ်ရှင်ပြန်ရိုက်နေရတယ်မဖြစ်မနေပွဲလန်းတဲ့ပြန်တက်နေရအားလုံးဟာလေဒီလိုချင်းချောက်မှုတွေပါတယ်မပါဘူးလို့ကျွန်တော်တို့ပြောလို့မရအောင်ဥပမာပြည့်ဘယ်လိုခေါ်မလဲနာမည်ကြီးတွေပေါ့ဗျာကျွန်တော်နာမည်တွေလည်းမပြောချင်ပါဘူးအားလုံးဟာဟိုဘယ်လိုခေါ်မလဲဆိုတော့ယွန်မောင်းပေါင်းပြီးတော့ကိုယ့်လုပ်ကိုပြန်လုပ်နေတာလို့ကျွန်တော်သုံးသပ်တယ်ဗျာသိလားအားကြောင့်ဆိုတော့အခုဒီအမှုမှာကြည်လိုက်လို့ရှိရင်ဒီအမှုကိုအခြေခံပြီးတော့အခုလက်ရှိပေါ့နော်ကြော်ကြားနေတဲ့သူတွေအားလုံးဟာလည်းအချင်းချောက်ခံမခံထားဘူးလို့ပြောလို့မရအောင်နော်အဲ့တော့အခုဒီအမှုနဲ့ပတ်သက်လာလို့ရှိရင်တော့ဒါမျိုးဖြစ်နေပြီဆိုတော့ပြောပြခြင်းနဲ့အဲ့တော့ဒီပေါ့ကျွန်တော်တို့စစ်ကြောရေးဟာတတော့ကိုကြောက်ဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်နေပါပြီနော်အဲ့တော့ဒါတွေကိုဘယ်လိုခေါ်မလဲနိုင်ငံတော်ရဲ့ဘရင်မှာပေါ့နော်ဟိုမကြံတဲ့တာကြံနေတော့ဥမင်းအွန်လိုင်းကိုနားလေစေချင်တာကမိမိဘလို့လူစားမျိုးလဲဆိုတာကျွန်တော်တို့တဖြည်းဖြည်းနဲ့သိလာပါပြီလို့ဟိုတုန်းကပြည်သူတဝက်ကျော်လောက်ကသိတယ်နော်ခံမှန်းပြောဆိုနေတော့ကျွန်တော်ကသတ်မှတ်တယ်အခုတော့ဒါတွေအားလုံးကိုခင်ဗျားတို့အားလုံးပဲနော်အဲ့တော့ကဲနာနေပါအောင်အဲ့တော့ကိုမောင်တဲ့မှန်တယ်လို့နဲ့မားနေတာပါတဲ့မှားတယ်လို့နဲ့နည်းနည်းမှန်တယ်လို့မြင်ပါတယ်တဲ့အဲ့တော့အရှိကိုရှိတိုင်းကျွန်တော်ပြောရမှာအခုလက်ရှိဖြစ်နေတာပေါ့ဗျာနော်အဲ့တော့အခုပေါ့နော်ဟိုစစ်တပ်ရဲ့ဥမင်းအွန်လိုင်းလက်အောက်ကပြည်သူတွေအားလုံးကမိမိနာမည်တော့မိမိမမှတ်မိတဲ့သူတွေကျွန်တော်များနေပြီနော်တချို့ကတော့ယုံမောင်းမှုပေါင်းနေရတာရှိပေမဲ့တချို့ကကြတော့ကိုယ်နာမည်ကိုမမှတ်မိရလောက်အောင်အဘဘောမှဖြစ်သွားတာသူတို့နာမည်တွေမမှတ်မိတော့အဖေမေပေးလိုက်တာမင်းတို့နာမည်တစ်ခုနော်အဲ့တော့အဲ့လက်ရှိချိန်နေပေါ့ဗျာနော်နောက်တော့တပ်မတော်သားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်တပ်မတော်သားတွေကိုခေါ်လာအခုလောလောဆယ်ပါစတွေထွက်ခွင့်ရတယ်ကျွန်တော်ရန်ဝမ်းသားတယ်တပ်မတော်ကျေးဇူးတင်တယ်ဦးမင်းအောင်လိုင်းကျေးဇူးတင်တယ်သူမှန်တာလို့ရင်ကောင်းတာလို့ရင်ကျွန်တော်ကကောင်းတယ်လို့အားပေးမယ်မကောင်းတာတော့တင်တယ်မကောင်းတဲ့ဖြစ်ရတွေမြင်နေကျွန်တော်တို့မကောင်းတယ်လို့ကျွန်တော်တို့ဝေဖန်ပြောဆိုမယ်အဲ့ဒါတော့အကိုမောင်ခင်ဗျားတို့ဆယ်လဲရတယ်မုံလဲရတယ်ကျွန်တော်တို့ပြောမှာပဲနော်အခုလောလောဆယ်ပါစတွေဝင်သွားတယ်ပေါ့ဗျာနော်ဟိုတုန်းကပါစ1တို့2တို့နော်ပါစ1တို့2တို့သူတို့တွေပြန်ထွက်ခွင့်နေရနေပြီလို့ကျွန်တော်ကြားသိရတယ်နော်ဟိုဝမ်းသာတယ်သူတို့တွေနှစ်ပြည့်ကျွန်တော်အဲ့ဒါဆိုရင်လည်းပါလဲဆိုတော့သူတို့တွေပြန်ထွက်လို့မရလို့ရှိရင်ကိုမောင်ကလည်းအပြစ်မကင်းတဲ့သူတွေမှာပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကာကနာရှင်းပြတယ်မှာကျွန်တော်လည်းပါတဲ့ခါကျတော့မပြေတော့ခံရရှိပေါ့ဗျာနော်။ဆဲခံတယ်မှာကိုလည်းပါမှာဟုတ်နော်။အဲ့တော့အခုလိုမျိုးဂရိတီရဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့နောက်ထပ်ဂရိတွေထပ်တီဖို့ရှိသေးတယ်ဗျ။နောက်ထပ်ဂရိတွေတင်ဖို့ဆိုတာပါလဲဆိုတော့စစ်တပ်ဆိုတာဂရိမတီသစ္စာမရှိတဲ့အဖွဲ့အစည်းဖြစ်နေရင်ပိတ်ခါကြတယ်နိုင်ငံတော်အဆင့်ဂတိမတီးတာနိုင်ငံတော်အဆင့်စာချုပ်ချိုးဖောက်နေတာနိုင်ငံတကာ ILO ရဲ့ဒီဘယ်လိုခေါ်မလဲဥပဒေရဆိုလို့ရှိရင်စစ်တပ်ကတရားစွဲခံရလို့မကောက်ဘူးတခါတည်းဘယ်လိုခေါ်မလဲလုံးဝဒုစရိုက်ဂိုင်းဖြစ်နေတတ်မှတ်ခံရမယ်ပုံစံမျိုးထီကိုဂတိပြတ်နေတာအဲ့ဒါဘာလဲဆိုလို့ရှိရင်တပ်မတော်သားတွေကိုစစ်ထဲဝင်ကားစားအချိန်မှာမပျော်9နှစ်ပျော်9နှစ်ပြီးလို့ရှိရင်လိုအပ်လို့ရှိရင်ထပ်ပေါင်း9နှစ်အားလုံး10နှစ်10နှစ်ပြီးလို့ရှိရင်ထွက်ခွင့်ပေးပါမယ်ဆိုပြီးတော့စစ်သားတွေကိုတရားဝင်လက်မှတ်ထိုးခဲ့ကြတယ်အဲ့ဒီလက်မှတ်ထိုးရတဲ့စစ်သားတွေတရားမှထွက်ခွင့်မရအောင်အဲ့ဒါကြတော့ခင်ဗျားတို့ကဒါနိုင်ငံတော်အဆင့်နေနိုင်ငံတော်အဆင့်စစ်တပ်ကြီးကဒါမျိုးကြင်ကြံနေပြီးတော့ခင်ဗျားတို့ဒါလက်နက်ကင်ဖွဲ့စည်းတွေကိုเนาะကျွန်တော်တို့ကပုံလင်းပြောရင်ဟိုတုန်းကလည်းကျွန်တော်တို့ဒီလိုပဲတွေးခဲ့တာပေါ့ဗျာเนาะလက်နက်ကင်နဲ့တပ်မတော်နဲ့ရှင်းလိုက်လို့ရှိရင်လက်နက်ကင်တွေဟာယုံကြည်တာဝန်ယူတာဝန်ခံမှုမရှိဘူးအားကြောင့်မို့လို့ကျွန်တော်တို့ကတပ်မတော်ကတာဝန်ယူမှုတာဝန်ခံမှုရှိတယ်အစိုးချင်းရှင်အောင်အစိုးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကတက်မတော်ကိုဝင်းရံခဲ့တယ်အားပေးခဲ့တယ်နော်အခုလည်းအားပေးနေသေးပါပဲဒါပေမဲ့တက်မတော်မှာပြင်ရမှာပါလဲဆိုတော့မပျော်9နှစ်ပျော်9နှစ်ဆိုပြီးတော့စစ်သားတွေကိုခေါ်လာပြီးတော့စစ်သားတွေထွက်ချင်တဲ့ခါကျတော့လုံးဝပေးမထွက်ဘူးဗျာအဲ့တော့စာချုပ်ကိုချိုးဖောက်တာဘာလို့လဲနိုင်ငံတော်အဆင့်ချိုးဖောက်မှာတော့ဒါနိုင်ငံတော်အဆင့်လိမ်လည်မှုမဖြစ်နေဘူးလားအဲ့တော့နိုင်ငံရဲ့စစ်တပ်ကလူလိမ်စစ်တပ်ဖြစ်မနေဘူးလားအဲ့တော့တက်မတော်သားတွေရဲ့အခွင့်အရေးဖြစ်တဲ့သူတို့10နှစ်ပြည့်ထွက်ခွင့်ပေးပါခင်ဗျားတို့ပါစဆိုလို့လည်းပြည်သူစစ်တွေအနေနဲ့ဝင်တဲ့သူတွေအများကြီးရှိနေပြီ
အဲ့တော့သွေးလေပတ်မှုကောင်းရမယ်ဆိုလိုချင်တာကတက်မတော်သားတွေဝင်နေတက်မတော်သားတွေထွက်တယ်ဒါတက်မတော်ကြီးဟာဒီလိုမျိုးသွေးလေပတ်မှုကောင်းမွန်စွာနဲ့လေပတ်နေရမယ်အစားအခု9နှစ်မပြော9နှစ်ပြော9နှစ်အားလုံး10နှစ်သမားတွေထွက်ခွင့်တောင်းနေတာရေခင်ဗျားတို့မလိုက်ရောဘူးဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်စာချုပ်ကိုချိုးဖောက်ပြီးနိုင်ငံတော်အဆင့်လိန်လည်နေတဲ့စစ်တပ်ဖြစ်နေပြီအဲ့တော့ခင်ဗျားတို့လည်းဘာမှမထူးဘူးဒီလက်နက်ကင်တွေအတိုင်းပဲเนาะ ERO တွေဟဲ့လားဒီပေါ့တော်လိုင်းလက်နက်ကင်တွေအတိုင်းပဲလို့ပဲကျွန်တော်တို့ကခင်ဗျားတို့ပုံစံသွင်းရမလို့ဖြစ်နေတယ်အဲ့တော့ဟိုကတော့မှအခုပုံမှန်လင်းပြောရရင်ဂရိပိုတီနေတာဆိုတော့ကျွန်တော်တို့သုံးသပ်ရတယ်เนาะဒါတက်မတော်သားတွေရဲ့အရေးပေါ့ဗျာเนาะအဲ့တော့အခုလက်ရှိအချိန်မှာဆောင်းတော့ကျွန်တော်ပြောသလိုဟိုတုန်းကခင်ဗျားတို့လုပ်ခဲ့တဲ့အလုံးအခုပြန်ဖမ်းနေပြီเนาะပြန်ဖမ်းနေပြီအဲ့တော့လူမှုရေးမကြေမချမ်းမှုတွေဖြစ်လာလို့ရှိရင်ခင်ဗျားတို့အဲ့တော့ဟာတွေကိုညောင်မြစ်တူးပြီးတော့ပုတ်တင်တွေပေါ်ကြမဲ့အခြေအနေတွေရှိတယ်အခုစီရီယန်ရဲတွေအခုပြန်ဖမ်းနေပြီအခုစီရီယန်ရဲတွေမိထားတာအများကြီးပါပဲเนาะနေ့စဉ်နဲ့များဖမ်းနေတယ်เนาะစီရီယန်ရဲတွေစီရီယန်စစ်သားတွေအခုပြည်တွင်းမှာပတ်ပြောပေါင်းနေတဲ့သူတွေအလုံးအခုမိနေတယ်เนาะအဲ့တော့ခင်ဗျားတို့မှလည်းရွေးချယ်စရာမရှိဘူးစီရီယန်လှုပ်ထားပြီးွားပြီမလားစီရီယန်လှုပ်ထားပြီးွားပြီဆိုလို့ရှိရင်တော့တက်မတော်ကနေပြီးတော့ဗောနော်ဟိုဒီကိစ္စမှာတော့ကျွန်တော်တက်မတော်ကိုနားလည်စေချင်တာဘာလဲဆိုတော့တက်မတော်ဥမင်းအောင်လိုင်းနားလည်စေချင်တာဘာလဲဆိုတဲ့ခါကျတော့ဒီဖြစ်ရက်တွေစီရီယန်တွေလှုပ်သွားတယ်ဆိုတာကလေနီးရတာကြောက်ပြီးစီရီယန်ဖြစ်သွားတာတွေအများကြီးရှိတယ်မဖြစ်ချင်ပဲဖြစ်သွားတာတွေအများကြီးရှိတယ်ဖီအားကြောက်ဖြစ်သွားတာတွေအများကြီးရှိတယ်အဲ့ဒီတုန်းကတော့နည်းနည်းလေးမှပြည်သူလူထုကိုကာကွယ်ရကောင်းမှမသိဘူးနိုင်ငံကိုရည်ရွယ်ချက်ရှိနဲ့လွတ်ထားပြီးတော့ကျိုးရှိနဲ့လွတ်ထားပြီးဖြတ်စည်းနေတယ်အဲ့လိုဖြက်စီးနေတဲ့အချိန်မှာမိမိလက်အောက်ငယ်သားတွေအားလုံးဟာစီနီယာလောက်တဲ့သူရှိတယ်ဟုတ်လားဒီပေါ်တော်လိုင်းရေးနဲ့ပူးပေါင်းသွားတဲ့သူတွေရှိတယ်ထွက်ပြေးတဲ့သူတွေရှိတယ်ဒီလူတွေအားလုံးအခုချိန်မှာခင်ဗျားတို့လောက်အောင်ပါလဲဆိုလို့ရှိရင်နိုင်ငံကိုတကယ်အေဂျင့်ကျင်တယ်လက်အောက်ငယ်သားပေါ်တကယ်စေတနာရှိတယ်ဆိုလွတ်ငင်းချမ်းသာခွင့်တွေအနေနဲ့သွားတင်တယ်ဘာကြောင့်လဲဆိုတော့သူတို့တွေဒါမျိုးဖြစ်သွားတာခင်ဗျားတို့ရဲ့ညံပြင်းမှုကြောင့်ဖြစ်တာအဲ့တော့အခုလောလောဆယ်မှာစီဒီအန်ရဲတွေလည်းပြန်ဖမ်းမိနေတယ်เนาะစီဒီအန်လောက်တဲ့ဝန်ထမ်းတွေတော်တော်များများလည်းပြဿနာရှာခံနေရတာရှိတယ်အဲ့တော့ကျို့စီရီယန်ရဲတွေဆိုလို့ရှိရင်အခုထောင်အချုပ်ထဲမှာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်တွေ4-50ခုနဲ့ဆွဲခံထားတယ်အဲ့တော့သူတို့မှလည်းတခြားရွေးချယ်စရာမရှိတော့ဘဲနဲ့ခင်ဗျားတို့ရဲ့စစ်ကြောရေးတို့ထောင်လို့ကြောက်လို့ရှိရင်ခင်ဗျားတို့ကဘယ်လိုခေါ်မလဲတက်ညာတဲ့ပြစ်မှုတွေနဲ့မလုပ်ဘူးဟဲ့ဆိုလို့ရှိရင်တော့သူတို့တွေဘာဖြစ်သွားမလဲဆိုရင်တော်လန်ရေးနဲ့တိမ်မထူးနေမထူးဘဝပါကွာဆိုပြီးတော်လန်ရေးနဲ့ပူးပေါင်းသွားလို့ရှိရင်အဲ့တော့တော်လန်ရေးကအားရှိသွားလိမ့်မယ်အဲ့တော့ခင်ဗျားတို့ရှိကိုရှိတရားတိုင်းသိပြီးတော့ဘယ်လိုလုပ်သင့်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားဖို့ဗျာနော်ဥမင်းအွန်လိုင်းရောခင်ဗျားတို့တက်မတော်ပေါ့နော်အဲ့တော့အခုစီရီယာနေဖမ်းနေတယ်ပြီးတော့ဟိုတုန်းကလုပ်ခဲ့တဲ့သူတွေအားလုံးကအခုအောက်ခြေမှာပြည်သူစစ်တွေကပြည်သူစစ်လို့ပဲထင်ပါတယ်ဗျာနော်ဘာကြောင့်တက်မတော်သားကြီးဒါမျိုးမလုပ်တော့ဘူးလို့ကျွန်တော်မျှော်လင့်နေတော့မယ်အောင်လို့ရှိရင်ပြည်သူစစ်ကိုလူမိုက်ငားပြီးတော့လုပ်ခိုင်းနေတာလားပြည်သူစစ်ဆိုတာလူမိုက်ငားခံတဲ့ဘဝပါနော်ရှော့ခိုင်းတဲ့သူတို့ရေးယူခိုင်းနေသူတို့သူတို့ဘာလဲဆိုတော့ကကြာစစ်တပ်ထဲမှာလည်းဩဇာမရှိအပြင်မှာလည်းဩဇာမရှိတဲ့သူဆိုအဲ့လိုလူမျိုးတွေခေါ်တာနော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လာလို့ရှိရင်ဟုတ်ပါပဲတက်မတော်ထဲမှာရဲဘော်အဆင့်ကနေပြီးတော့နော်ရဲဘော်လေးရပေါ့ဗျာတရက်မှမရှိတဲ့ရဲဘော်ပြီးလို့ရှိရင်တရက်2ရက်3ရက်ပေါ့ဗျာနော်3ရက်ပြီးခေါ်မှဆိုလို့ရှိရင် sergeant flight sergeant တို့တို့ကရှိသေးတာဟုတ်ဗျာနော်ဘယ်လိုခေါ်မှဆိုလို့ရှိရင် sergeant တို့အဲ့လူတွေအားလုံးဟာလေတပွင့်2ပွင့်လောက်လေးတွေအထိဟာစစ်တပ်ထဲမှာလည်းဩဇာမရှိအပြင်မှာလည်းဩဇာမရှိတဲ့ဘဝတွေပါအဓိကဩဇာရှိနေရတော့အဲ့ဒီဥမင်းအွန်လိုင်းတယောက်ပဲဖြစ်နေတာပါနော်905နဲ့ညီလို့ဟိုပြေးဒီပြေးနေတော်လိုင်းဘက်ရောက်သွားတငယ်ချင်းတွေရှိခဲ့ဘူးတဲ့ကိုကောင်းထက်နော်ကိုကောင်းထက်ပြောပါလားဟုတ်ပါတယ်နော်အဲ့တော့အမှန်တရားတွေများပြောပြပါတဲ့ဟုတ်ကဲ့ပါနော်အဲ့တော့905နဲ့ညီတယ်ညီတော့ပြေးစရာလည်းမရှိတော့လေခင်ဗျားတို့စစ်ကြောရေးကလည်းကြောက်စရာကြီးဟာဟုတ်နော်စစ်ကြောရေးကမဖြစ်မနေဝင်ရမယ့်ပုံစံမျိုးဖြစ်စစ်ကြောရေးမဝင်ရင်လို့ဒီဆနာက330တောင်းတယ်ဗျာ330တောင်းပြီးဆေးစာရွက်လောက်ရမယ်ဆေးစာရွက်လောက်လို့ရှိရင်330လူတွေကထမင်းငတ်ပြက်နေရတယ်ဂျားတယ်ထွက်ပြေးလို့ပတ်စံမရှိရတယ်ဂျားတယ်အဲ့တော့ခင်ဗျားတို့ရဲ့ဒီစစ်ကြောရေးကြီးကချင်းချောင်းတယ်စစ်ကြောရေးဆိုတော့ဆနာကျွန်တော်ပြောသလိုပဲဗျာစစ်သားချင်းတော်မှလက်သေးပြန်မပါလာဘူးတောင်းတောင်းဆိုရှင်ဒီသပင်းမိုက်ကျွန်တော်တို့သွားနေပါအောင်ပြန်မပါလာတော့အဲ့လိုမျိုးတွေအထိရက်ဆက်ရိုင်းဆိုင်နဲ့စစ်ကြောရေးကြီးကခံတယ်ဒီစစ်ကြောရေးကြောင့်လည်းဥမင်းအွန်လိုင်းကိုဘယ်သူမှမဝေဖန်ရဲတာဆိုတော့ကျွန်တော်နားလည်ပါတယ်အဲ့တော့ဒီလိုပုံကိုမျိုးကတာဝန်ယူတာဝန်ခံမှုရှိဖို့လိုလာပြီနော်အဲ့တော့သူလုံနေအားလုံးစားလုံးရေးစကလေးကပြည်သူတဝက်ကျော်60ရာခိုင်နှုန်းကသိတယ်ဒီလူအာနာယူလို့တမရယူလို့တမရဘယ်လိုခေါ်မလဲကျွန်တော်တို့အာနာကိုထိန်းခဲ့တဲ့နိုင်ငံက9ပါးမှောက်သွားတယ်နော်အဲ့တော့အခုလက်ရှိအချိန်ထိလည်း
မကြံစီသင့်အောင်ကြံစီရတဲ့အတွက်ကြောင့်မလို့သမရယာဒူးဆိုတာကိုပါတီဥက္ကဋ္ဌအဆင့်ကတော့မှပဲကာယကံဝစီကံမနောကံနဲ့မပြစ်မှားရဲတဲ့ယာဒူးဖြစ်နေတယ်အဲ့တော့ဒီပုဂ္ဂိုလ်ကြံစီနေပြီကြံစီတဲ့ပြင်ကိုဘလောက်ထိလွန်လာလဲဆိုလို့ရှိရင်သမရယာဒူးရောကာချုပ်ယာဒူးရောကြံစီဖို့အတွက်ကိုသူ့လက်အောက်မှာအခုညစ်ကိုယာဒူးကိုခန့်ထားတဲ့ပုံကိုတင်ပတ်သက်ပြီးတော့ကျွန်တော်ကောင်းကောင်းနားလည်ထားတာတွေရှိတယ်ဒါပေမဲ့ကျွန်တော်မပြောချင်ဘူးတပ်မတော်သားတွေမကောင်းပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒါပေမဲ့မမျှတဘူးလေဗျာနော်သူစီးမြင်စီကံတိုင်းသွားစေချင်တယ်ဆိုလိုချင်တာကဦးမင်းအောင်လိုင်းပြီးတော့ရှိရင်ဒုတိယအရေးချင်းဦးစိုးဝင်းတက်ပေါ့ဗျဦးစိုးဝင်းပြီးလို့ရှိရင်လားတတိယညှိကိုတက်ပေါ့ဒါရတယ်အဲ့ဒါကိုကြော်ပြီးတော့စစ်တပ်ထဲမှာသူကခေါင်းပုတ်လို့ရတဲ့နော်ခေါင်းတက်ပေးလို့ရတဲ့ဆိုတော့ကိုယ်နာမည်အောင်ကိုမမှတ်မိတဲ့သူတွေကိုနေရာပေးမယ်ဘာကြောင့်ဆိုတော့အဲ့လူတွေကိုယ်နာမည်ကိုမှတ်ပြီးသူတို့ဖေမေတွေကသူတို့ပေးလိုက်နာမည်သူတို့မမှတ်မိတော့ဘူးသူတို့သိတာကတော့အဘမင်းအောင်လိုင်းရဲ့ဘောမာဆိုတဲ့နာမည်တစ်ခုပဲသူတို့စိတ်ထဲမှာရှိနေတယ်အဲ့တော့သူတို့အုံနောက်အတွေးတွေထဲမှာဘာနဲ့လားတဲ့တူလဲဆိုတဲ့ခါကျတော့ကြောင်လေးတွေထဲမှာကလေးတယောက်ကိုခင်ဗျားတို့မယုံလို့ရှိရင်နေ့စဉ်နဲ့များထားတယ်အဲ့ကြောင်လေးတွေရဲ့ပုံစံပေါ့နော်တဖြည်းဖြည်းနဲ့နောက်9ရက်လောက်ကြာလို့ရှိရင်ကြောင်လေးတွေနေထိုင်သလိုအဲ့ကလေးကလိုက်နေတာမယ်14ရက်လောက်နေလို့ရှိရင်ကြောင်တွေညောင်လို့អော်သလိုထပ်អော်လာနောက်ပိုင်းကျလို့ရှိရင်သူ့ကိုယ်သူကြောင်ဖြစ်နေပဲတည်တော့တယ်အဲ့တော့ပတ်ဝန်းကျင်ဒါ peer pressure နဲ့ societal pressure လို့ခေါ်တယ်အဲ့တော့တဖြည်းဖြည်းနဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့သူတို့တော့မှတ်မိပဲနဲ့ကိုကြောင်ပဲထင်တော့တယ်အဲ့ဒီလူငယ်ပဲဖြစ်ကလေးပဲဖြစ်သူတို့ကြောင်ပဲထင်တော့တယ်အေးအဲ့လိုပဲအဘအဘောမတွေနဲ့ဂျားမှာနေပါများလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုနာမည်တော့ကိုမှတ်မိတော့ပဲငါဟာအဘအဘောမဆိုတဲ့နာမည်ပဲမှတ်မိတော့ကျန်တာမှတ်မိတော့အေးဒီပုံစံမျိုးတွေဒီဖြစ်နေတဲ့ဒီဟိုဘာမှဆိုတော့ငါတို့စီးရေးနိုင်ငံရေးလောကကိုလည်းကျွန်တော်တော်တော်လေးအံ့ဩမိတယ်သိတယ်အားလုံးလည်းသိတယ်နော်မသိရသူတယောက်မှမရှိဘူးအကုန်လုံးကပွင့်နေပြောမယ်ဆိုရင်ခင်ဗျားတို့ပြောသလိုပေါ့ဒါထမင်းစားကြည့်ကြတာဟာရောက်စီသိတယ်နောက်ဆုံးဒေါက်တာအေးမောင်ကစားသိတယ်ဒီလူကဘာကြောင့်မို့လို့ဒီလိုလုပ်တယ်ဒါမှကြောင့်ဒါကိုကြံစည်နေဆိုတာပါတီခေါင်းဆောင်တွေအကုန်သိတယ်မြန်မာတနိုင်ငံလုံးသိတယ်စစ်တပ်အကုန်လုံးသိတယ်သိရသားနဲ့ဘာမှမပြောရတဲ့ဘဝတွေရောက်နေတာဟာတော်တော်လေးကိုဆောင်းတော့ကျွန်တော်ပြောသလိုပဲဗျာနော်နှစ်ခုပဲရှိတယ်အရန်ကြောက်ရွံ့လို့ယွံမောင်းပေါင်းနေရတာလားဒါမှမဟုတ်လို့ရှိရင်မိမိဒီကိုယ်နာမည်တော်ကိုမမှတ်မိရတော့အောင်ဘာဘောမာဆိုတဲ့နာမည်ဟာသူတို့စိတ်ထဲမှာစွဲပြီးတော့ဆောင်းတော့ကြောင်လောကကြောင်နေတဲ့အတူတူနေပြီးတော့နောက်ပိုင်းကျကိုကြောင်ပဲထင်တယ်ညောင်လို့အော်လူစကားတော့ပြောတော့နော်ခွေးလေးတွေထဲမှာနေတယ်အမြဲတမ်းခွေးလိုပဲဟောင်းတော့တယ်ဝက်ထဲမှာနေတယ်အမြဲပုံစံဝက်ဖြစ်သွားသူလိုပဲအဘဘောမာအရန်ကိုစွန်းရောက်ဘောမာတွေနဲ့နေတဲ့ခါကျတော့ကိုယ်တိုင်လည်းပဲကိုယ်နာမည်တော်ကိုမမှတ်မိတဲ့ဘဝတွေရောက်နေတာကိုအံ့ဩဖို့ကောင်းပါတယ်နော်ကိုယ်နာမည်ကိုမေ့နေသူဘယ်နှယောက်ရှိရဒီထဲမှာကိုယ်နာမည်ကိုမေ့နေသူဘယ်နှယောက်ရှိလဲမေ့နေလားမေ့ပါဘူးနော်တော်ရည်စားကိုမအောင်နဲ့တင်မောင်းချေလိုက်ပါပြီတဲ့အခုခမည်းဖန်စစ်ဖြစ်နေပါပြီကျေးဇူးတင်ပါတယ်နော်ရရချေကောင်းတဲ့မင်းအောင်လိုင်းနဲ့သူ့တန်ကိုတတိုင်းပြည်လုံးခံနေရပြီတဲ့နော်ကိုယ်နာမည်ကိုမှတ်မိကြသေးရလားကျွန်တော်မေးတာချက်ဖြေပါအောင်နော်မရှိဘူးဒါတယောက်မှမရှိဘူးကိုယ်နာမည်ကိုမှတ်မိကြလားကိုကျိုးတက်မနေကြတာနော်ကိုကျိုးတက်မေ့နေကြတာမမေ့သေးဟုတ်ပြီကိုယ်နာမည်ကိုမှတ်မိတယ်ဆိုတော့မစိုးပါဘူးနော်အဲ့တော့နည်းနည်းလေးတော့ခင်ဗျားတို့ဒီမျိုးပေါ့ဟိုလွဲနေရဲဆိုတာလေးများမစဉ်းစားမိရလားမမေ့သေးဘူးဆိုတဲ့သူတွေစဉ်းစားမိရသလားမှတ်မိပါနော်ခင်ဗျားတို့ကဘာဘောမဆိုတဲ့နာမည်တစ်ခုကိုစိတ်ထဲဆွဲပြီးတော့ကို့အဖေအမေပေးလိုက်တဲ့နာမည်အောင်မှတ်မိကြရလားအသေးချာမှတ်မိတာပေါ့ဗျာဥခင်ကြီးတို့ဖြေရမှာဥခင်ကြီးလည်းဖြေရမယ်နော်ဗိုလ်ချုပ်စိုးဝင်းလည်းဖြေရမယ်နောက်တစ်ခုကဥဆောင်မင်းလည်းဖြေရမယ်မှတ်မိတယ်ကိုမှတ်မိနေ့စဉ်နဲ့မြပြန်ပြီးလှုပ်နှိုးပြီးမေးတော့ငါအဖေပေးတာဒီနာမည်နဲ့အညီငါဟာတရားမှုမတရားမှုအမှန်ကန်ခြင်းမမှန်ကန်ခြင်းတွေကိုဆောင်ရွက်ရမယ်နော်မတရားမှုတော့အနှိမ့်ဆုံးပြောရမှလည်းဘယ်လိုခေါ်မလဲဆိုတော့လူဖြစ်ရတာလူဖြစ်ရကြိုးနှက်မယ်နော်မပုံနေမှာတော့ရေးထားတာပဲခင်ဗျားတို့ကလည်းလေအစွန်းရောက်တွေအမှတ်မိမှာမဟုတ်တော့ဘူးတဲ့မှတ်မိတော့တော်တော်လေးကိုပေါ့နော်ကဲရှိပါသေးအဲ့တော့စစ်ကြောရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတယ်နော်အဲ့တော့စစ်ကြောရေးနဲ့ပတ်သက်ပြီးခံလာရတဲ့ဒီစစ်သားတွေပေါ့စစ်သားတွေပေးနေရင်စစ်ကြောရေးဆိုတော့ယွံပါတယ်နော်စစ်ကြောရေးဆိုတာကြီးကစင်ကျင်ပါဗျာနော်
မိမိရဲ့စစ်တပ်ဒီအဲ့ဒီစစ်ကြောရေးအာကိုနဲ့မိမိစစ်တပ်ကိုလည်းထိန်းချုပ်ဖို့ကြိုးစားတယ်နောက်တစ်ခုကတော့ဘောမတွေအားလုံးလည်းထိန်းချုပ်ဖို့အဘဘောမတွေထိန်းချုပ်ဖို့ကြိုးစားတာပါအဘဘောမတွေအားလုံးလည်းထိန်းချုပ်ဖို့ကြိုးစားတယ်ပြည်သူတွေအားလုံးလည်းထိန်းချုပ်ဖို့ကြိုးစားတယ်ဒီစစ်ကြောရေးကဒါမျိုးတွေလုပ်နေပြီဆိုလို့ရှိရင်နိုင်ငံတော်အဆင့်ဒါကဒုစရိုက်လူသက်စစ်ကြောရေးကြီးဖြစ်နေပြီနော်ဒါအရှိတိုင်းပဲပြောရမှာဖြစ်တယ်ပေါ်တာတွေကမုံပြည်နယ်ဘက်ရှစ်ဆက်ပို့ကျမ်းမယ်ကိုမောင်းနဲ့ချစ်သူနဲ့စကားစပေါင်းပြီးတော့ကြားဖြန့်နဲ့ခလောက်ဆန်နေကြတာအတိုင်းပြည်ကအလုံးစုံပျက်စီးနေကြပါပြီတဲ့အဲ့တော့လုံးစုံပျက်စီးနေကြပြီပေါ့ဗျာနော်ထိုးကျွေးနေကြတယ်ခင်ဗျားတို့လည်းအဲ့နာမည်တွေနဲ့ကျွန်တော်မရွတ်ခိုင်းနေဗျာနော်သူတို့အဲ့တော့ကျွန်တော်ပြောလိုက်လို့ရှိရင်ခင်ဗျားတို့လည်းအဲ့ဒီလိုက်ဘယ်လိုခေါ်မလဲနည်းနည်းလေးညံတိုက်တော့မကောင်းဘူးဗျာနော်သူတို့လည်းမှတ်မိမှာပါနော်မှတ်မိတဲ့အတွက်ကြောင့်မို့လို့နော်ဟိုအဲ့တော့ကိုအဖေမေမှတ်ပုံနေနဲ့နာမည်နဲ့နော်ကိုလက်ရှိအဘဘောမဆိုတဲ့နာမည်လေးကြည့်ကြပါလို့နော်လိုက်လို့နာကြပြီလားကိုမောင်နဲ့40မိနစ်ရှိပါပြီနော်မှတ်မိပါတယ်ဒါပေမဲ့မှတ်ပုံနေနံပါတ်တော့မေ့နေရသူရှိတယ်ဩကိုနံပါတ်တော့မှတ်မိတယ်မှတ်ပုံနေနံပါတ်တော့မေ့နေတယ်ဒီဘောမင်းနောက်လိုက်သွားရင်ကောင်းမယ်တဲ့မြန်မာပြည်မှာဆိုကိုမောင်ရောက်နေလောက်ပြီတဲ့စစ်ကြောရေးတဲ့ကိုအဲ့စစ်ကြောရေးကိုကျွန်တော်ကြောက်ရတာနော်ကျွန်တော်လည်းကြောက်ရတာအဲ့တော့စစ်ကြောရေးဆိုတာလည်းမလွယ်ဘူးနော်အထဲမှာလူမဆန်ဘူးလူတက်ခန်းကြီးဖြစ်နေတယ်လူတက်ခန်းလူနှိမ့်ဆက်ခန်းကြီးဖြစ်နေတယ်အဲ့ဒါကိုခင်ဗျားတို့စင်ကြည့်ရမယ်ခင်ဗျားတို့နိုင်ငံတော်အစိုးရနော်ကိုမှတ်မိဖို့ရေးကြည့်တယ်အဲ့တော့စစ်ကြောရေးကညီကိုတွေကိုကြုတ်ပြောခြင်းတယ်စစ်ကြောရေးကရဲတွေရောပဲစစ်ကြောရေးကစစ်သားတွေရောပဲကြုတ်ပြောခြင်းတယ်ခင်ဗျားတို့ကနိုင်ငံတော်အဆင့်နော်နိုင်ငံတော်အဆင့်လူသက်ဂိုင်းမဟုတ်ဘူးနိုင်ငံတော်အဆင့်လူဘယ်ခေါ်မလဲလူသက်အလောင်းဖြောက်ဖွဲ့စည်းမဟုတ်ဘူးနိုင်ငံတော်အဆင့်ဒုစရိုက်ဂိုင်းမဟုတ်ဘူးခင်ဗျားတို့ကနိုင်ငံတော်အဆင့်စစ်ကြောရေးစစ်ကြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့ရဲ့လုပ်ရက်တွေကိုစင်ချင်ပါခင်ဗျားတို့ဖမ်းသွားပြီးတော့လုံးဝသတင်းအစအနပြန်မရတဲ့သူတွေကျွန်တော်သိပါတယ်နော်သိရဲဆိုတာမမေ့နဲ့နော်ကဲဟုတ်ပြီ finish တယ်နော် finish ဆိုတဲ့သူကစကားကိုတောင်ဘက်ကပြောအဲ့တော့ကိုနာမည်မှတ်မိဖို့ကြိုးစားရမယ်နော်မိမိတို့အဖေမေကပေးထားတဲ့နာမည်က finish တော့မဟုတ်တော့ဘူးနော်ကျွန်တော်မေးတာလေးဖြေပေးပါဦးနော်တက်မတော်ကစင်းမိမယ်ဆိုရင်တော့တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုင်းရင်းသားတွေကရောလက်နက်ချပြီးတော့ငြိမ်းချမ်းယူမထင်သလားတဲ့ကျွန်တော်ကတော့မထင်ဘူးဗျာတဲ့ဘာပဲဖြစ်ဖြစ်ဒီချက်စိုးမထင်နဲ့တိတ်ကောင်းတဲ့အယူဆပါတချို့လေဒီအယူဆပေါ်မှာညက်မိနေတာရှိတယ်အဲ့လိုညက်မိပြီးတော့အဘဘောမဆိုတဲ့ကိုနာမည်တော်ကိုမမှတ်မိတဲ့သူတွေရှိတယ်နိုင်ငံကြီးထင်ကြရတယ်ဗျပါတီကောင်းဆောင်တို့နာမည်တွေကကျွန်တော်မပြောချင်ဘူးစစ်တပ်နိုင်ငံရေးတဲ့ထွက်လို့မရဘူးဘာကြောင့်လဲဆိုတော့စစ်တပ်ကဘယ်လိုခေါ်မလဲဆိုရှင်ပေါ့နော်အခုလက်ရှိတော်လိုင်းလက်နက်ကင်တွေချောင်းဆိုတဲ့ပုံစံမျိုးထဲမှာမိနေတာရှိတယ်ဒါလည်းကျွန်တော်လမ်းကြောင်းပေးခဲ့တာလည်းရှိတာပေါ့နော်အလုံးသိထားမှာပါလဲဆိုတော့စစ်တပ်နိုင်ငံရေးထဲမှာရှိရမှာမှန်တယ်ဒါပေမဲ့နိုင်ငံရေးကိုဥဆောင်ရွက်တဲ့နေရာမှာစစ်တပ်အခန်းကဏ္ဍမရှိသေးဘူးနော်ဆိုလိုချင်တာကနိုင်ငံတော်ကိုပြည်သူစစ်ကရွေးချယ်တင်မြှောက်တဲ့ပြည်သူအစိုးရပြည်ခိုင်ပြိုးလဲပြည်သူစစ်တယ်ဆိုရှင်လောက်ပါသူတို့ရဲ့ဥဆောင်မှုအောက်မှာပဲရှိရမယ်စစ်တပ်ကအကာအကွယ်ပေးခြင်းနော်အကာအကွယ်ပေးခြင်းဆိုတဲ့နေရာမှာပဲရှိရမယ်ဆိုလိုချင်တာကနိုင်ငံတော်သမ္မတကဒီအဖွဲ့အစည်းကိုတိုက်ဆိုတိုက်နော်ဒီအဖွဲ့အစည်းကိုလှုပ်ဆိုလှုပ်ဒီအဖွဲ့အစည်းနဲ့ညှိနှိုင်းဆိုညှိနှိုင်းနိုင်ငံတော်သမ္မတလက်အောက်မှာပဲရှိရမယ်ဘာကြောင့်လဲဆိုတော့ပြည်သူအများစုကလက်ခံတဲ့ခေါင်းဆောင်ရဲ့လက်အောက်မှာပဲရှိရမယ်အဲ့တော့စစ်တပ်မရှိလို့မရအောင်ရှိရမယ်ဒါပေမဲ့စစ်တပ်ကရက်သားအစိုးရရဲ့အောက်မှာပဲရှိရမယ်အခုလိုမျိုးစစ်တပ်ကအရက်သားအစိုးရရဲ့အထက်မှာရှိပြီးတော့ဘယ်လိုခေါ်မလဲနိုင်ငံရဲ့အာဏာကိုအခုလိုမျိုးပေါ့ဦးမင်းအောင်လိုမျိုးမကြံစီထိုက်တာကြံနိုင်ငံကိုစစ်တပ်နိုင်ငံတော်အဖြစ်နဲ့သွတ်သွင်းဖို့အတွက်2008အခြေခံဥပဒေဆိုတဲ့ပုံစံမျိုးမှာတတိထားရမယ်အဲ့ဒါပါလဲဆိုလို့ရှိရင်2008အခြေခံဥပဒေကကြည့်လိုက်လေအမျိုးသားနိုင်ငံရေးကိုတက်မတော်ဥဆောင်ရမယ်အမျိုးသားနိုင်ငံရေးဆိုတာဘာလဲဆိုတော့အဲ့တက်မတော်သားမှန်တယ်ဦးမင်းအောင်လိုင်းအစဖြေနိုင်လို့ရှိရင်ကျွန်တော်ဘယ်လိုခေါ်မလဲသူ့ကိုတောင်းပါလိုက်မယ်ဖြေကြည့်လိုက်အမျိုးသားနိုင်ငံရေးဆိုတာဘာလဲမျိုးသားနိုင်ငံရေးဆိုတာဘယ်ပေါ်မှာခြေခံလဲအဲ့ဒါသိဖို့လိုတယ်နော်အဲ့တော့သူဖြေနိုင်မလားအမျိုးသားနိုင်ငံရေးဆိုတာမဘာသာဒါအမျိုးသားရေးအမျိုးဘာသာသာသနာဒါအမျိုးသားရေးနားလိုက်တော့အုံနောက်ကအခုချိန်ထိဖွင့်မျိုးမလာတဲ့တာဇန်အဆင့်ပဲရှိတယ်
နော်အမျိုးသားနိုင်ငံရေးဆိုတာဘာလဲဖြေပါဒီမိုကရက်တစ်အမျိုးသားနိုင်ငံရေးဆိုတာဘာလဲဖြေပါအဲ့တော့အမဘာသာသွားပြီးဒါဆိုလို့ရှိရင်နဘာသာရတာစော်ကားတာမဟုတ်ဘူးနော်ဒီပေါ်မှာပဲခြေခံလို့မရဘူးအမျိုးသားရေးဆိုတာဒီထက်ပိုပြီးကျေပြန့်တယ်အဲ့တော့အမျိုးသားရေးဆိုတာခေတ်နဲ့ညီလျောက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေပြောင်းလဲလာပြီအဲ့တော့အမျိုးသားရေးဆိုတာဘာလဲသိအောင်လုပ်ပါနော်ဘဲပေါ်မှာခြေခံမယ်ဗမာပေါ်မှာခြေခံမှာ135ပြုံးမှာခြေခံတယ်ဒါဆိုရင်တာဇန်သွားလိုက်ပြီနားလိုက်တော့အဲ့ဒါမရဘူးနော်အဲ့တော့စစ်တပ်နိုင်ငံရေးအမျိုးသားရေးလားအမျိုးသားနိုင်ငံရေးလားအဲ့တော့ဒီမတရားမှုတွေကိုကာကွယ်ဖို့အတွက်အမျိုးသားနိုင်ငံရေးဆိုတာအဲ့တော့အမျိုးသားနိုင်ငံရေးပေါ်မှာစစ်တပ်ကဥဆောင်ရမယ်ဆိုတဲ့ခါကျတော့အမျိုးသားနိုင်ငံရေးလို့ခေါင်းစဉ်တက်လိုက်တာနဲ့မြန်မာပြည်မှာသူလှုပ်ချင်တာလှုပ်လို့ရသွားပြီဗျာနော်မျိုးသားနိုင်ငံရေးခေါင်းစဉ်တက်လိုက်တာနဲ့အာဏာထိမလားဗျာအာဏာကိုယူမလားဗျာနော်ဟိုဘယ်လိုခေါ်မလဲလုံးဝကြည့်လိုက်ဒါဘယ်လိုခေါ်မလဲဒီမန်နိုင်ကြီး3ရက်မှာမပါသေးဘူးနော်မန်နိုင်ကြီး3ရက်မှာပါလားမပါဘူးပါလာမပါလဲအဲ့ဒီအမျိုးသားနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်လေးတစ်ခုအောက်မှာပဲအားလုံးကပြီးသွားပြီအပုံမှန်20ဖတ်ကြည့်လိုက်အခြေခံဥပဒေကိုကာကွယ်ရမယ်ဘယ်လိုကာကွယ်မှာအခြေခံဥပဒေကိုအခြေခံဥပဒေကိုသူတို့ပြင်ခိုင်းမှာသူတို့ကဘယ်လိုခေါ်မလဲစီကန်းရှိတဲ့ဒီမိုကရေစီသူတို့ရဲ့စီကန်းကပါလဲစီကန်းဆိုတဲ့နေရာမှာတကြောင်တစ်ခါတာရှိတယ်အဲ့တော့လူမျိုးစုတစ်စုမှာစီကန်းတစ်ခုရှိတယ်မြန်မာတိုင်းနိုင်ငံလုံးနဲ့ညီတဲ့စီကန်းကိုဘယ်သူတွေကဖော်ဆောင်မှာလဲဒါတွေကိုလည်းသူတို့နားလည်ဖို့မရှိဘူးအဲ့တော့2008အခြေခံဥပဒေကိုကြည့်လိုက်ပါနော်စီကန်းရှိသောဒီမိုကရေစီအမျိုးသားနိုင်ငံရေးပြီးလို့ရှိရင်တမတော်က2008အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရမယ့်အဖွဲ့အစည်းဖြစ်တယ်ပုံမှန်40ထပ်ကြည့်လိုက်အောင်လိုအပ်လို့ရှိရင်ကာကွယ်ရေးဦးစီးချုပ်ကအာဏာကိုထိန်းလို့ရတယ်နိုင်ငံတော်မှာသူကယုံကြည်တယ်သူအတွင်းမြင်တွေကယုံကြည်တယ်ဟိုထောက်ပြဒီထောက်ပြဟိုလက်ညှိုးထိုးတောင်လက်ညှိုးထိုးမြောက်လက်ညှိုးထိုးပြီးတော့လိုအဲ့အာဏာကိုထိန်းလို့ရတယ်အဲ့တော့ဒါတွေမဲမပြီးသေးဘူးထပ်ပြီးကျွန်တော်တို့ကထပ်ကြည့်ဒါကဟိုအခြေခံဥပဒေရဲ့အခွန်ပိုင်းမှာပဲရှိသေးရဲ့နော်ခေါင်ပိုင်းမှာပဲရှိသေးရဲ့တကယ်အတွင်းနဲ့ထပ်ပြီးတော့ကျွန်တော်တို့နိုင်ငံအုပ်ချုပ်တဲ့ဘက်မှာကြည့်လိုက်ဟို25ရာခိုင်နှုန်းဟာလွတ်တော်ထဲမှာယူထားတဲ့အတွက်ကြောင့်မလို့ဥပဒေပြုရေးမှာလည်းတခါတည်း25ရာခိုင်နှုန်းရှိတယ်သူတို့ကမလိုချင်သမျှကာလာပတ်လုံးဘာဥပဒေမှပြင်လို့မရအောင်အဲ့တော့စစ်တပ်ကိုဒီလိုအာဏာပေးထားပြီးသားဖြစ်နေတယ်လေအဲ့သူတို့ကဟိုကာဝေးဦးစီးချုပ်ရဲ့လက်အောက်မှာပဲရှိတယ်အဲ့တော့2008အခြေခံဥပဒေကြီးတစ်ခုလုံးကကာဝေးဦးစီးချုပ်လက်အောက်မှာပဲရှိတယ်ဟုတ်ပြီအုပ်ချုပ်ရေးမှာကြည့်လိုက်အုပ်ချုပ်ရေးမှာဆိုလို့ရှိရင်ကာဝေးဦးစီးချုပ်ခန့်အပ်တော့ဟိုကဝင်ကြီး3ပါးရှိတယ်အဲ့တော့အုပ်ချုပ်ရေးမှာလည်းစစ်တပ်ကပါနေမဟုတ်ဘူးလားအုပ်ချုပ်ရေးတရားစီရင်ကြတော့လေတမတော်ရဲ့တရားစီရင်ရေးဟာဘယ်လိုခေါ်မလဲကာကွယ်ဦးစီးချုပ်ကရဲ့လက်အောက်မှာပဲရှိတဲ့အတွက်ကြောင့်မို့လို့တရားစီရင်မှာလည်းပါနေတာပဲအဲ့တော့မန်နိုင်ကြီး3ရက်လုံးမှာလည်းပါနေတယ်ဘယ်နေရာမှာဒီလိုမျိုးပါတာကိုကျွန်တော်တို့လိုချင်တာစစ်တပ်ရှိရမယ်မှန်တယ်အယက်သားအစိုးရရဲ့အောက်မှာရှိရမှာဖြစ်ပြီးတော့အယက်သားအစိုးရခိုင်းစီတဲ့ပိုင်းတိုင်းသွားအောင်ဒါမျိုးဖြစ်ရမယ့်ဟာကိုစစ်တပ်ပါဝင်ဆိုတာစစ်တပ်ကိုခေါင်းပေါ်တင်ထားဖို့မဟုတ်ဘူးနော်စစ်တပ်ကနိုင်ငံရေးမှာပါဝင်တဲ့တော့ပါဝင်တယ်လိုအပ်တာတဲ့ပို့ပြီးတော့တရဖူဆောင်းနေတာကြီးကတော့တဘာဝမကြဘူးလေဗျာနော်အဲ့တော့ခင်ဗျားတို့ဒီကျွန်တော်ထပ်ပြောချင်တာကဘာလဲဆိုတော့ခင်ဗျားတို့နာမည်အမေပေးလိုက်တဲ့နာမည်ရှိတယ်အကြောက်ချင်းတရားကြောင့်ခင်ဗျားတို့ဘယ်လိုခေါ်မလဲလာရောနေရတဲ့ပုံစံမျိုးဖြစ်စေချင်ဘူးနော်ခင်ဗျားတို့အဖေအမေပေးလိုက်တဲ့နာမည်ရှိတယ်မှတ်မိလားကိုမပုံနေကိုတစ်နေ့3ချိန်ပြန်ကြည့်ငါနာမည်အမေဖေးမေပေးလိုက်တာဒီနာမည်အဘဘောမမဟုတ်ပါအဘလုံးသမျှမှန်တဲ့ထိုင်ပြောဖို့မဟုတ်ပါနော်အဲ့တော့ဒီနေ့ကစပြီး3ချိန်ရွတ်ပါအဲ့တော့မှသာလေမြန်မာနိုင်ငံမှာအမှန်အမှားဆိုတော့ကိုဝေချန်ဘယ်ခေါ်မလဲခွဲပြားတတ်တဲ့နော်ဝေဖန်ပြီးတော့ခွဲခြားတတ်တဲ့သူတွေဖြစ်လာမယ်အခုလက်ရှိအချိန်တွေမှာစစ်ကြောရေးနဲ့ဥမင်းအွန်လိုင်းကိုကြောက်ရွံ့တဲ့အတွက်ကြောင့်မို့လို့လူတွေတော်တော်များများဟာအဖေပေးတဲ့အမေပေးတဲ့နာမည်ကိုတော့မှမှန်းမိရတဲ့သူတွေအများကြီးဖြစ်နေပါတယ်ခင်ဗျာနော်အဲ့တော့ဒါတွေကနောက်တစ်ခုပေါ့ဗျာနော်အဲ့တော့ဒီနေ့ကျွန်တော်နောက်ထပ်ပြောချင်တာကတော့ဒါစီရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောချင်ဘူးတက်မတော်နေနဲ့ညင်သာလုပ်တင်ပါလေနော်မန္တလေးဘက်မှာလည်းစစ်ကြောင်းတွေထိုးနေတာနည်းနည်းလေးကြမ်းပါလေဗျာနော်ညဉ့်ညံမဲ့စစ်ကြောင်းထိုးတာလည်းကြမ်းပါလေကြမ်းတဲ့ဆိုတဲ့နေရာမှာစစ်သားတိုက်ပွဲချင်းတိုက်ကြပါနော်ရွာမီးရှို့တာလေးနည်းနည်းဆင်ကျင်ပါအဲ့တော့နောက်တစ်ခုကစစ်မှုထမ်းဆွဲတဲ့နေရာမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ဘက်မှာတဲ့နော်လူတွေဆွဲနေတာကြောက်ဖို့တောင်ကောင်းတယ်တဲ့မြို့ပေါ်တော့မသွားရဘူးတဲ့သွားရင်မိလို့ရှိရင်90သိန်း100နဲ့ပြန်ရွေးနေရတယ်တဲ့နော်တော်တော်လေးဆိုးပါတယ်
ကိုကိုတိုင်းနဲ့အာနာမျိုးနော်စုံတယောက်တည်းလွှဲယူနေတာဟုတ်တဲ့ကြားလို့မကြားဘူးတဲ့အေးအာနာမျိုးစုံကိုတယောက်တည်းလွှဲယူနေတာကြားတော့မကြားဘူးနော်အဲ့တော့ဘောမတွေကဒါကိုမှန်တယ်ပဲလုပ်နေကြတယ်ဗျာအန်အောပါအဲ့ကြောင့်မလို့မတ်ပုံနေမြန်ကြည့်ပါနော်အားလုံးပြောချင်တယ်နောက်တစ်ခုကရေကောက်ပွဲပြီးအစိုးရတစ်ဖြစ်ပြီးရင်စစ်မှုထမ်းဥပဒေကပြန်လည်ပြင်ဆင်ဖို့အခြေအနေရှိနိုင်လားသုံးသပ်ပေးပါအောင်နဲ့ဖြေပေးပါအောင်မရှိပါဘူးဘာကြောင့်လဲဆိုတော့ဘယ်လိုခေါ်မလဲစစ်မှုထမ်းဥပဒေကသူတို့ကလုံးဝတပြားသားမှရှော့မှာမဟုတ်ဘူးစစ်မှုထမ်းဥပဒေရှော့လိုက်တဲ့နေ့စစ်တပ်ကလည်းမလွယ်တဲ့အခြေအနေမျိုးမှာရောက်သွားမှာဟုတ်နော်သူတို့ကလည်းအရှုံးခံမှာမဟုတ်ပါဘူးအဲ့တော့လုံးဝသူတို့ဘက်ကတပြားသားမှရှော့မှာမဟုတ်ဘူးပို့ဆိုတာကအခုအာဏာရပါတီကလည်းစစ်ထွက်ပါတီဖြစ်တယ်စစ်ထွက်နဲ့စစ်တပ်ပေါင်းပြီးမှတော့ခင်ဗျားတို့စစ်မှုထမ်းဥပဒေကသူတို့ပဲတင်တာလေသူတို့ပဲတင်တဲ့ကိစ္စသူတို့ဘလို့သွားပြရှော့မှာတယ်လေသူတို့ကတင်ပြီဆိုမှတော့သူတို့ကလိုအပ်လို့ပေါ့ဗျာနော်လုံးဝမဖြစ်နိုင်ပါဘူးနော်ဒါကျွန်တော်သုံးသက်ချက်ပေါ့ဗျာနော်ပို့ဆိုတာကအခုနိုင်ငံသမ္မတကြီးဦးမင်းအောင်လိုင်းကကာကွယ်ရေးဦးစီးချုပ်ဦးမင်းအောင်လိုင်းကိုနော်ခွင့်ပြုတဲ့အနေနဲ့မြို့ပေါင်း63မြို့ကိုလက်မှတ်ထိုးပေးလိုက်ပြန်ပါပြီဒီလိုမျိုးတရုတ်ပြက်နေတာဘယ်ကောင်းမှမပြောရဘူးတရုတ်ပြက်နေခင်ဗျားတို့အဲ့ကြောင့်မလို့နည်းနည်းလေးတော့ခင်ဗျားတို့အဲ့ဒီမှာနည်းနည်းလေးဝေဖန်သုံးသက်ကြည့်ကြအောင်ဗျာနော်မှန်ညင်မှန်မားညင်မားမယ်ကျွန်တော်နဲ့ကွဲလွဲခွာရင်းရှိတယ်ဒါပေမဲ့မတူညီတဲ့ဘက်ကနည်းနည်းလေးသုံးသက်စေချင်တယ်နော်ကိုယ့်ရဲ့မှတ်ပုံတွေကိုပြန်ကြည့်ဖို့မမေ့နဲ့နော်မြောက်ရီကနေပြန်လာတယ်တဲ့ပဲခူးရဲကဖုံးစစ်တယ်တဲ့မဲဆောက်မှာရိုက်ထားတဲ့ပုံတွေတွေ့တော့တသိန်းခွဲတောင်းတယ်တဲ့9000ပေးခဲ့ရတယ်တဲ့ရင်နစ်အောင်ခံစားရတယ်အော်ခင်ဗျားတို့ဒါအမျိုးကြံဖန်ပြီးတောင်းနေတာနော်အမျိုးကြံဖန်ပြီးတောင်းနေတာနောက်ဆုံးသူတို့ပတ်စံပေါ့နော်အခုပြည်သူစစ်တွေပေါ့တချို့ပတ်စံလိုနေတာရှိတယ်မိသားစုတွေပတ်စံလိုတယ်ပတ်စံလိုတဲ့ခါကျတော့သူတို့ခင်ဗျာမှာလည်းကဘာမီးလောင်သားကောင်ချနင်းတယ်လို့ပေါ့ဗျာနော်အဲ့တော့ဟိုတုန်းကဘဲကောင်းတွေဘာပြစ်တော့ခဲ့ပြီးဘယ်လိုမျိုးငွေညစ်လျက်နဲ့ချောင်းတဲ့ခါမှာတော့အပြစ်ရှာကြည့်တယ်ရှာကြည့်တဲ့ခါမှာတော့ခင်ဗျားတို့ဟိုတုန်းကလက်သုံးချောင်းထောင်ခဲ့တဲ့ပုံတွေတွေ့တဲ့ခါမှာတော့ခင်ဗျားတို့ဖမ်းပြီဖမ်းတဲ့ခါမှာပတ်စံညစ်ပြီညစ်လို့ပေးလိုက်လို့ရှိရင်အကြောင်းမဟုတ်ဘူးမပေးလို့ရှိရင်တော့ပြဿနာရှိတယ်2008ကိုထက်မပြောပါနဲ့တဲ့ဥကိုနီနောက်လိုက်ရလိမ့်မယ်အဲ့တော့2008ကိုတော့ပြောရမှာပေါ့ဗျာနော်အဲ့တော့ဥကိုနီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပေါ့နော်သူ့အမြင်တွေတော်တော်များများဒီပုဂ္ဂိုလ်လူတော်တယောက်ပါလူတော်တယောက်ဆိုတာကျွန်တော်သိတယ်ဒါပေမဲ့သူ့အမြင်တွေအားလုံးနဲ့ကျွန်တော်လည်းကတော့နည်းနည်းတော့ထွန်းနေရတယ်မှာတော့စန့်ကျင်မှုတွေရှိနိုင်ပါတယ်နော်အကုန်လုံးစန့်ကျင်သလားဆိုတဲ့ခါကျမှန်တာပြောလို့ရှိရင်တော့ဥကိုနီမကလို့ဘယ်သူပဲပြောကျွန်တော်ကနာခံပါတယ်ဘယ်လိုခေါ်မလဲဆိုလက်ခံတယ်ပေါ့နော်တချို့လွဲနေရနဲ့ပတ်သက်လာလို့ရှိရင်သူမကလို့ဘယ်သူပဲပြောပါကျွန်တော်အနေနဲ့နည်းနည်းလေးပြန်ပြီးတော့ပေါ့နော်ဝေဖန်တုံ့ပြန်မှုကရှိမှာပဲအဲ့တော့ဘာကြောင့်လဲစတော့ကျွန်တော်ပြောသလိုပေါ့ဗျာနော်ကျွန်တော်ငပိန်းမဟုတ်ဘူးကျွန်တော်ငပိန်းဖြစ်နေငပိန်းဆိုတဲ့နာမည်ရအောင်ကျွန်တော်ပဲပေးရမှာအဲ့တော့ကျွန်တော်နာမည်နဲ့မွေးလိုက်တာဖြစ်တယ်ကျွန်တော်နာမည်နဲ့မွေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူများပြောသမျှကိုခေါင်းငုတ်ခံပြီးတော့ကိုငပိန်းဆိုတဲ့ခေါင်းစဉ်နဲ့ကိုနာမည်ကိုတက်တာအထဲမှာကျွန်တော်မပါဘူးအဲ့တော့ဘယ်လိုလူမျိုးတော့ဖြစ်ဖြစ်နောက်ဆုံးမိတ်ဖျားကဟောအောင်ဖျားဟောလဲကျွန်တော်တို့ကလိုအပ်လို့ရှိရင်မေးမြန်းနဲ့မေးခွန်းတွေရှိရမယ်နော်အဲ့တော့ကျွန်တော်ကိုငပိန်းဆိုတဲ့နာမည်ကျွန်တော်ပဲပေးလို့ရပါတယ်အဲ့တော့ကိုနာမည်ကိုမှတ်မိတဲ့အတွက်ကြောင့်မို့လို့ငပိန်းတော့ဖြစ်မခံပါဘူးငပိန်းဆိုတဲ့နာမည်ကိုကျွန်တော်မယူပါဘူးမတူညီတာရှိရင်အမြင်မတူတာရှိရင်မိဘလည်းမရသလိုဖျားရှင်နာမည်ဖြစ်ကျွန်တော်တို့ပြန်ပြီးတော့ညင်းခုံအောင်မှာကျွန်တော်တို့ရဲ့အလုပ်ပဲဖြစ်တယ်နော်အဲ့တော့ဥက္ကုဏီနဲ့ပတ်သက်ပြီးတော့လည်းအမြင်တူတာရှိတယ်အမြင်မတူတာရှိတယ်ဘာကြောင့်လဲဒါမျိုးပဲခင်ဗျားတို့အားလုံးလည်းဖြစ်စေခြင်းနဲ့ခင်ဗျားတို့မွေးလိုက်တဲ့အဖေအမေပေးတဲ့နာမည်တွေရှိထားပြီးသားပါငပိန်းမဟုတ်ပါဘူးအပါဘောမမဟုတ်ပါဘူးเนาะကြုံမဟုတ်ပါဘူးကြုံဖြစ်နေမွေးလိုက်တာမဟုတ်ပါဘူးเนาะစစ်တပ်ရှုံးရင်နဲ့ဘာဖြစ်နိုင်တယ်လဲကိုမောင်းစစ်တပ်ရှုံးလို့လဲအဲကြောင့်မလို့ကျွန်တော်စစ်တပ်မတော်နဲ့ရက်တီရတဲ့အကြောင်းရင်းကလည်းနိုင်ငံတော်မှာသူလူငါတပင်းနေဖြစ်နေတပ်မတော်နဲ့ရက်တီဒါမဲ့တော့တပ်မတော်နဲ့ရက်တီပင်မဲ့စစ်ဘောမနဲ့အဘာဘောမမတူဘူးဆိုတော့သိစေချင်တယ်เนาะအဖလှုပ်ချင်တာလှုပ်တော့ထိုင်အားပေးနေရလောက်အောင်ကျွန်တော်နာမည်ကျွန်တော်မေ့နေတဲ့ထဲမှာကျွန်တော်မပါဘူးအခုဆိုရတဲ့တိုင်းပြည်အေးနေပါတော့မယ်ကဲကောင်းပါပြီဦးမောင်မများနော်ကျွန်တော်ဒီလောက်မှာပဲ like လေးချပြစေကျွန်တော်အေးစေးကြဆက်လက်ဆွေးနွေးပါမယ်နော်ဟုတ်ပါလား